ကျိုးထားခြင်းနေတာအဖွဲသားတွေစုံလင်းနေဆိုတော့တယောက်ချင်းထုတ်ပြဟုတ်ပါအေးဆိုင်ရတာဒီစရာဆိုင်ရတာဒီစရာလက်ကဲတော့ဒီကလာလက်ကဲတော့ဒီကလာဆိုင်စရာကြီးစိန်အောင်လို့တခိတခါကနာမည်ကြီးဘာနာကြောင်းပြင်ရှင်ခဲ့ပါလေမမီစရာအငယ်လေးလို့ခေါ်တယ်ဟုတ်တယ်အသက်ကဘယ်လောက်လဲနောက်ကဟိုနှစ်ဘူးလောင်နဲ့တစ်ထောင်နဲ့တွက်ပြောင်းတယ်လို့မှလည်းငါညမလေးတက်တယ်နေရထိုင်တက်ကြောကြောနန္ဒပြောနာစရာဆိုင်တာလည်းဒီတော့ပါရီရတယ်ဒီကျိုးကျိုးလေးလို့ခေါ်တယ်ပမကြောင်းမရဲ့ဘမပမရီနဲ့လူရဲ့ပမကြောင်းမရဲ့ဘမပမရီနဲ့လူရဲ့တရားမောဟလားဘာရနေဒီ6ပါဝါတော့ကကြောင်ညာစီအောင်ပါချက်ပြီးစီရတဲ့ဟာလားစီရတဲ့ဆိုင်စရာလေးဟာစီလာစလာဆိုင်ကတော့ပါအချေရစပါပြရဝါတော့ကလည်းဆိုင်ရအသက်လည်းပါသွားအောင်ဒီမှာပြိတ္တတို့ဟုတ်စားကျွန်တော်ညီလေးမောင်သိန်းတော့ခုလိုစိုင်းဗလာတလျှောက်မှာခုလိုသိန်းတော်ရဲ့လို့တောက်ပါလို့လာခဲ့တာကိုကစိုင်းတစ်ဆိုင်မှာရှိတဲ့ကျွတ်တို့လို့နောက်ထဆိုတဲ့လူရှင်တော်အစိုးတော်ဝါဒီနာမကြီးတဲ့ပတ်မအချမ်းကြတဲ့အုံဆုံးလုတ်ပုံဘဝံဆွဲနဲတဲ့ကြီးမောက်အဖွဲအစည်းကောင်းတွေကိုကောင်းဆောင်ပြီးသားညီညွတ်သောဖန်တီးနိုင်လို့ဟောတာအကြံကြီးတဲ့ညာကြီးအဲ့လိုကြိုးသားမှာတော့တာဟန်ဒီမကူကြောင်းလက်တက်ဖွဲ့ဖက်ခဲလာတဲ့ပါရမီနဲ့ဂီတအမိခရီးဝဲစီကြီးတဖွဲ့တီးမှမြည်ဟိမယ်လို့ပြည့်တယ်ဟုတ်မို့ဘာမခတ်တာကိုများသူငါတို့နောင်စင်မှတ်စေဖို့ဟာတာဖက်မြက်တဲ့ဆိုင်းစရာပါပြောကျွန်တော်ကိုပြောတာဆိုင်းစရာနဲ့အတိုင်းတာတစ်ခုခိုင်းနိုင်ကြရရင်တော့ဆိုင်းဝိုင်းနဲ့ထိုင်ပြီးတော့စော်တဲ့ယုံတီးတဲ့ယုံနဲ့ဆိုင်းစရာတယောက်လို့မခေါ်ဆိုရပါဘူးတဲ့လုံလောက်ဘူးရဲ့ဂီတအကျော်တို့ပြင်းညက်ခဲ့တာကအစိုးအကအရေးအတီးရဲ့မှာလားကြားမှုမှာနားစင်သူတို့လိုကြအတွေ့ကိုမကြီးရအောင်အရင်နဲ့အတီးမှာခဲ့ရပါဟာကျွန်တော်ရေးအတီးကိုပိုင်းနေမှာကျွန်တော်ဆရာမောင်သိန်းတော်ကတော့အရေးရောအစိုးရောအတီးရောမကြအဲ့ဒီအရေးအစိုးအတီးကိုအတွေ့ပို့ပြီးအညီမြပြီးသားစွာပိုင်းနိုင်ခဲ့လို့ဂီတတော်မူနိုင်ခဲ့တာ10စုနှစ်ကျော်ခဲ့ပါပြီဂီတမှုကပြောကြီးတွေအစကျွန်တော်ညီလေးအကုန်ဂီတမှုတာတကယ်ထုစစ်ဖော်ကကြော်ကြောင်းမော်ကြောင်းတော်ကြောင်းတွေကိုကျွန်တော်အော်တောက်ပြီးဂုံမစားတော့ပါဘူးပညာဆိုတာကဟုတ်ရင်ကြောပေါက်ရင်ပေါ်တာပါဟုတ်ပါပါမတော်မတရားနဲ့စော်ကားမဲ့သူတွေနှုတ်ဆက်သွားရအောင်ကိုသိန်းတော့ညီလေးအလုံးနဲ့ကြိတ်ပြလိုက်စမ်းပါပြီဟုတ်ကြိတ်ပြကြားကျင်တယ်လေကြားရမယ်နော်လောလောဆယ်ဆိုင်းကိုဆိုင်းနဲ့တူအောင်အရင်ကတော့ကြည့်မယ်နဲကြောတော့ကိုယ်ကစား
ဘီယာရောဖဲရောစလောက်ရောစီယိုစီရောမိုဘိုင်းတီးကြတော့ ရှိတယ်ပါလေဘာလို့လဲ အဲ့ကလေးကလက်သွက်တယ် ဘယ်လောက်လက်သွက်တယ် ညနေကပတ်သက်ကျဲတာကို4000ကျော်ရခဲ့တယ် ဒါတော့လူငယ်နေလို့နော် လက်သက်ကြတဲ့ကြောက်ခဲတွေကိုဝန်းကုန်နေတယ်လေကြိတ်တာဟာ နောက်တော့ဆိုင်ရဆိုင်တာတော့ဒီပမာကြီးရပဲရှိတယ် သူလည်းဆွဲဆုံးပဲ ဟုတ်တယ်သူကပိုးစုံတယ် ပမာကြောင့်အဲ့ဒီမောင်ပမာကြီးနဲ့လူလေပမာကြောင့်အဲ့ဒီမောင်ပမာကြီးနဲ့လူလေ ဘာမှမအဲ့လိုပြင်ရနေ ဘာလို့ကတည်းကရောင်ရောင်ပြီးတော့ပါချက်ပြီးစီရတဲ့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 ဟာစီရတဲ့ဆိုင်ဝဲတော့မအချေရစပါနီစပါနီရောတော့တဲ့ဆိုင် ဘောတော်ဝင်ကြည့်လို့ပဲလို့ရတယ်အဲ့လိုကြိုးစားလို့ပြောပါလားဒါတော့လည်းဘာလဲဒီဘောလူကြီးရဲ့တော့မှာတိုက်တော့ပဲခွဲလေးတော့ညမကိတဲ့နုမနာချောင်းတော့ပြပဲညမကိတဲ့ကျမ်းတော့ဘော ဘတ်စကားတွေမဟုတ်ဘူးကြောက်ခွဲစက်တဲ့ ကြွလာတဲ့ပရိသတ်ပေါင်းစီကိုတွေကျိုးသားပါမယ်ခင်ဗျာ ဆိုင်ပါအဲ့လိုကြိုးစားတာပြောတာဒါတော့လည်းတော့ဝင်ကြည့်လို့စားတယ်ကြိုးစားမှာပဲမှာဖြစ်တယ် မင်းတို့ကအငယ်ဆုံးဒါလူရှင်တော်အငယ်ဆုံးကပြောတော့လေမကြိုက်ဘူးရဲ့လူရှင်တော်၃ယောက်ပြိုင်အော်တော့ပြိတ္တနားညင်းအောင်ပဲရှိမှာဘာပြောမှန်းသိမှာမဟုတ်ဘူး ကြိုးစားချင်တယ် အဲ့တော့သိန်းတော်တစ်ခါတည်းပြောရမယ်ခင်ဗျာဟောဒီလူရှင်တော်၃ယောက်ဆိုင်းခင်ပြီးလို့ကျွန်တော်ဆိုင်းတီးပြီးတာနဲ့ဘာလာမယ်ဆိုတော့တစ်ခါတည်းကြိုပြောမယ်ဟောဒီဘက်ကကျွန်တော်ကိုဝမ်းမိုးကြီးကဒီညလိုင်းမောင်မရောက်သေးတဲ့ဟောတောင်ချင်းကွန်ဝင်ဝန်တော့မှာဖြစ်ပါတယ် ထိုင်ဖို့ယူခုံပေါင်ကျူချင်းညီခုံဆူချီတူချင်း ဤလူဝါဟာငါဟာဂိုင်း ဘာလို့ကဲမှာတော့ရှင်းလည်းမချုံးနဲ့ နောက်ကကျွန်တော်ကို အဲ့လိုချိုးပြောတော့ဘယ်လိုလုပ်စင်ပြေမှာတော့ ကျိုးပြောပါတယ်ခင်ဗျာကျွန်တော်ကိုဝမ်းမိုးဆိုင်းစင်နေတာတခြားမဟုတ်ဘူးပြိတ္တပြေးမှာကြောက်လို့ဒီကကြတော့တနည်းနဲ့မတူအောင်ပေါင်ချင်းကွန်လုံးတော့မှာဖြစ်ပါတယ် မပြောနဲ့လို့ဒီကပေါင်းချင်းစကားတွေရောဘာတွေရောအကုန်လေ့လာထားတာဒီကတွေပါလို့ရဆောင်ဝါအီဆောင်ဝါပိစားလို့မော်ကြီးဟမ်အဲ့ဒါ ခိကလေလုံးမရဘူးပြိတ္တကခိမိတယ်တယုံစကားဆုံးတော့ပြန်ပြောလိုက်စမ်း တရုတ်စကားပေါ် လောက်စမ်း လို့ရဆောင်ဝါအီဆောင်ဝါပိစားလို့မော်ကြီး ကဲအဲ့ဒါဘာအသေးပြောတာ ဘောဖလာမျိုးမင်းကိုတော့ကိုချိုးနေကုန်ကြီး အာနေဖိခံ အဘာပြော ထောက်ခံနေထောက်ခံနေ စောင့်ရှိတယ်မချုံထမမကြည့်စောင့်ချုံဘာမှမရှိဘာမှမချုံတော့ကိုကြီးလုံးနေမတော်ပြီကျွန်တော်ဘာလို့ဒီလိုကြိုးပြောတာလဲမေးရင်တခြားမဟုတ်ဘူးခင်ဗျာပရိသတ်အခုမြန်မာတနိုင်ငံလုံးကအစသွားရမရောက်ပြီးဝမ်းမို့သိန်းသောပရိသတ်အားပေးခဲ့ပါပြီခင်ဗျာသို့ပေမဲ့ဟောဒီဘာမှကြည့်လိုက်ပါဒါညီကို၃ယောက်အရင်အချာကိုဝမ်းမို့ကကြည့်ဆိုကျွန်တော်ကအလက်ဒါအငယ်ဆုံးပါမိုင်းလုံးကြတော့တချို့သိမ့်မသိတော့တကယ်မှန်တာပြောရရင်ကျွန်တော်ညီနေရမှာအကူတယောက်နေနဲ့ကျွန်တော်စိတ်မကောင်းဘူးတကယ်ပြောတော့ ညီလေးက ကျွန်တော် စိတ်မကောင်းလို့လား ကျွန်တော်စိတ်မကောင်းဘူး စိတ်မကောင်းဘူးဆိုတော့ ကိုကြီးကွာလို့ပြောတာကိုကြီးကွာလို့ပြောတာဟဲ့အာလူဆိုတာပြောချင်တဲ့ဆော့မပြောဘူး အဲ့လိုတော့ လူဆိုတာအသိရှိရတယ်အသိရှိရတယ် သိမရှိတော့ဘာဖြစ်လဲ အသိမရှိတော့တော်တော်ပြင်းပြကြီးကွာ ဒီမှာ တော်ပြီတိန်းတော်ဘာလို့ဒီလိုကျိုးသွားတာလဲမေးရင်ဟောဒီညမှာပရိသတ်တိပိသာကိုဝမိုးရဲ့နောက်ကမတ်တက်ပဲရက်ပဲတာဝန်ချီတယ်ဒီညဟောဒီနယ်ဟောဒီရွာဟောဒီဒေတာကတို့ရွာတို့နယ်ကတော့မိုင်လိုလို့ဖြစ်အောင်အကိုတယောက်နေနဲ့ဟောဒီညတိန်းတော်လုပ်ပြပါမယ်အဲ့တော့ညီလေးဟဲ့သူ့ပေါင်ချင်းကိုမလုပ်တော့ဘူးဟောမင်းကအကိုပြောထားတဲ့ညနေကအကိုမင်းပေးထားတယ်လေဟုတ်ကဲ့ဂျောကာကွန်ခွင့်ဟာဂျောကာကွန်ရတာပေါ့ခင်မီတော့ဂျောကာကွန်တော့ ကြည့်လာပြတော့ငါပဲဒီခန္ဓာကိုယ်နဲ့ကြော်ကန်နေရတော့ တိုင်းလို့လို့ လူချင်တာတွေစွတ်လုံးနေရတယ်လေမိုင်းလိုလေးကြိုက်သွားလဲကြည့်ပြီးတယ်လေ လူတူရဲ့လေ အမကြည့်တော့အမိယာတဲ့အကိုကြည့်တော့အဖိယာ အဖအရာ ဟာအဖ ရတယ်ငါညီဖြစ်စေခြင်းတဲ့အတိုင်းဘာလို့ချင်တော့ပြော ကဲနောက်ကလူရှင်တော်၃ယောက်ကတော့ကျွန်တော်တီးတာပဲလိုက်ပြီးပါရမီဖြည့်ပေးပါ
တို့အကိုတွေတို့ညီတွေတို့ညီမတွေတချင်းနေနဲ့လာမယ်နော်ဒါပေမဲ့ဆိုင်းနဲ့စက်တိတ်ရှိုးနဲ့မမစီနဲ့ဆိုင်းနဲ့ဇက်နဲ့မမစီနဲ့ဥစွာပထမလေးအရင်ကတော့မရတဲ့ခင်ဗျာလူရှင်တော်တဲ့ဒီဥဆိုင်ဟုတ်တယ်လားဟဲ့ Oh my god ဟုတ်တယ်မျက်လုံးပြူတခိုးကြီးနဲ့တေချာကြည့်နေတယ်ကျွန်တော်တီးတာစိုးရမယ့်အချိန်ရောက်နေပြီပရိသတ်ရှင်မှာတိတ်တော်တီးပြီးနောက်ကတချင်းမဲ့ဆိုပေး ဆိုလိုက်မယ်နော် ဆိုရဲဆိုပေးဟာ you လာကြပါဦးပြောမယ်ကြောက်ခွေးလေးကားကျိတ်နေလို့ ခွေးကားကြိတ်တော့ဘလို့အော်လဲတော့ ဦး ဟာပေါ်ရပြီနောက်တော့ကောင်းကြိတ်ပါ အဲ့မဲ့ခွေးတော်ပေါ်လာ ကိုဝါမို့ ဟဲ့လား ဘယုတ်ဒုက္ခမလုတ်သိနဲ့ကြွလာတဲ့ပရိသတ်ကထမင်းရှင်နေကျေးဇူးရှင်နေ ဟုတ်ကဲ့ အဲ့ဒီတော့ကျေးဇူးရှင်များကိုသိတော့လီလီဆတ်ဆတ်ကြော့နေတော့မှ ဟုတ်ပြီ ရည်စရာလေးခဏနေဟိုဟဲ့ ဟုတ်ပြီ ပြန်လို့မပြန်လို့မယ် sorry ဗုဒ္ဓဂုဏအနန္တော လူတာကအလူမြန်မာလူမျိုးဘာသာရေးပွဲ ဟုတ်ပါ မန်းနဲ့လိုက်အောင်ဥဇာပါရမဗုဒ္ဓဂုဏအနန္တောတောင်းမယ်ဟာ ဓမ္မဂုဏအနန္တော ကိုယ်ဒါတိုင်းဟာ တန်ခါဂုဏအနန္တော ရတနာသုံးပါးဥဇာပါရမဥချကြောပါတယ်ခင်ဗျာ ဒါကြောင့်လဲသိန်းတော်လို့ဘာသာရေးမမေ့လို့သိန်းတော်နာမည်တည်တတ်နေ အဓိကဘာသာရေးရဲ့နံပါတ်1กว่า ဒါကြောင့်လဲအင်္ဂုတ္တရနိဗ္ဗတ်တော်ထဲမှာရေးထားတဲ့စာရှိတာ အင်္ဂုတ္တရနိဗ္ဗတ်တော်ထဲမှာဘာရေးထားတာတော့ သိရင်ဝဲပါပေါ့အကျိုးသူကြောင့်အားနေမိုဘိုင်းလေးကြတိုက်နေပြီအခုကျဘာလို့လဲပြောဘူး ပညာဒါနပေါ့လေ အဲ့လိုမလုပ်ပါနဲ့ အခုကျဘာလို့လဲပြောဘူး အော်မင်းစကားပြောတာကြီးရတယ်ကွာ ဟာလေ တို့ရွာကိုဘိုတို့နှစ်သိုးကြီးရနာပဲ ကိုဘိုတို့နသူရဘလို့လို့ သူ့ချင်းသူ့ရှိသွားဖဲကုန်ကြည့်ပါလား မင်းပြောတာကွာမင်းလေလဲနေတယ်လို့ပဲ လေးလေးပြလို့တော့ တိကျသူ့ဖင်သွားကုန်တန်းကြီးပေါ့တော်ပြီလူရှင်တော်300ရတနာ3ပါးပဲရှိသေးတယ်ကြံသေးတယ် ဟုတ်ကဲ့ ပြောင်းတာပြတ်တာနေအောင်လို့ပြောပြီးသား ဟုတ်ကဲ့ ထပ်သွားမယ်ဟာ မာတာပီတုခုနောအနန္တော တို့အမတွေခဏနေတော့ဦးကြီးတို့ညီတွေညီမတွေမှတ်မိအောင်ကြားလို့စမ်း မာတာပီတုခုနောအနန္တော အဓိကဒါလေးပြောချင်တာ ဟုတ်ကဲ့ တို့ဖះကကိုဟောခဲ့တာ ပါတယ် ငါဖះကိုရှစ်မကိုးခြင်းနေတဲ့ဖះက ဟုတ်တယ် ငါဖះရှစ်မကိုးခြင်းနေကိုတက်ရှိတင်ကြမိဘနှစ်ပါးပြုစုလောက်ကရှစ်ခိုးငါဖះချစ်တယ်တဲ့ အဲ့တော့သားတို့သမီးတို့မှတ်လိုက်တော့ဦးဝမ်းမိုးတို့ဘာလို့အောင်မြင်တာတို့မိဘစကားနားထောင်လို့ ဒီကိုယ်တွေ အဲ့တော့မိဘစကားနားထောင်တဲ့သားသမီးကလူချစ်တယ်နတ်ချစ်တယ် ဟုတ်တယ်ဟုတ်တယ်နော် ဆိုင်နာထောင်တာရင်မှတ်တင်တာတွေပါရင်မှတ်တော့ဦးကမောင်းလို့ပြောနေတာနော် အလကားမဖြစ် ဒီလိုလည်းငါဆုံးမအောင်ပဲ ဟုတ်ကဲ့ဗျာ မိဘနဲ့ပတ်သက်ရင် အဲ ပြက်ရည်သဘောမျိုးပြက်လုံးနဲ့တောင်မထည့်အပ်ဘူး မိဘနဲ့ပတ်သက်ရင်လေ မင်းတို့ဟိုလူရှင်မင်းတို့လူရှင်တော်တွေပြက်လုံးပြက်တာငါကြာနားတဲ့ခါလုံးလို့ ဘယ်ဟုတ်တာလဲဗျာ ကိုပြက်လုံးဘာလို့ပြက်တယ်ဗျာ ဘယ်ရတော့ ဟာတော့လူရှင်တော်လို့မခေါ်နဲ့တဲ့ ဟောနဲ့ လူရှင်တော်လို့ခေါ်လိုက်ရင်ဒီကောင်ဒီလူရှင်တော်ဖြစ်မှာပေါ့မိမရှင်ကမွေးထားတာဟုတ် ပြက်ကြတယ်နော်အဲ အမေထိခိုက်တဲ့လူရှင်တော်လို့မခေါ်နဲ့တဲ့ အဲ လူပြက်လို့လည်းမခေါ်နဲ့တဲ့ ဟုတ်လူပြဲလို့ လူပြက်လို့ခေါ်လိုက်တော့ဒီကောင်ဒီလူပြက်ဖြစ်မှာပေါ့မိမပြက်ကမွေးထားတာဟုတ် အဲ့ဒါလည်းဟုတ်တာပဲ အေးအမေထိခိုက်လို့လူရှင်တော်လို့လည်းမခေါ်နဲ့လူပြက်လို့လည်းမခေါ်နဲ့ခေါ်ချင်းခေါ်ငါတို့ဟာတလို့ခေါ်တဲ့ ဟာတဆိုတော့ ဖာမမွေးတာတဲ့ မင်း ဒီ ပြက် ပြက်လုံးမျိုးပြက်တင်လားပြော အမေပြက်တယ်ဟုတ်လား တက်တက်လုံးမပြက်နဲ့ ဟုတ်ကဲ့တရားပြက်လိုက်တာမဟုတ်ဘူးလား ဟဲ့အောင်မင်းတို့ပြောပြနေတာ ဟုတ်တယ်ဟုတ်တယ် တက်တက်လုံးမပြက်နဲ့ အာလို့ဆိုပါတယ်ကွာဟဲ့ရောမိဘနဲ့ပတ်သက်ရင်စကားတစ်ခွန်းမှကိုထည့်ပြောမနေနဲ့ကွာဟဲ့ ဘယ်လိုလဲ မိဘနဲ့ပတ်သက်ရင်အမေအကြောင်းပြောချင်ပြောအဖေနဲ့ပတ်သက်ရင်လုံးဝမပြောနဲ့ အဖေနဲ့အမေအတူတူပဲဘာလို့လဲမင်း စိတ်နာတွန်းလို့ဗျာ မင်းကဘာလို့စိတ်နေတော့ကြပြော စိတ်နာတော့အဖေစကားတသိမသိနားထောင်နဲ့သားလိမ္မာလေးတောင်းတည်းကကျုပ်ကိုဓာတ်နဲ့လက်ခုတ်နေတယ် ဟာသူကနားထောင်တာကိုဓာတ်နဲ့လိုက်ခုတ်တဲ့ကြလွန်တာပေါ့ကွာဖေးကမင်းတို့ဖေး ပြောတာပေါ့ ဟဲ့ကောင်လွန်နေစွတ်ပြောမနေနဲ့မင်းကမင်းအဖေဘာသွားပြောလို့ဓာတ်နဲ့လိုက်ခုတ်တာတော့ အဖေကကျွန်တော်ပြောတယ်လေငါသားပေါ်လေးတဲ့မင်းတောက်စားပြီးတော့ပြန်လာလို့ရှိရင်တဲ့အိမ်ပြန်ရောက်ရင်ငါ့ကိုအဖေလို့မခေါ်နဲ့တဲ့ ဩမူးယူလိုက်ရင်ငါ့ကိုအဖေလို့မခေါ်နဲ့လို့ပြောတာ ငါသူကနားထောင်နေလေ မင်းကဘယ်လိုနားထောင်တာတော့ တောက်စားပြီးငါမြင်းတောင်းလို့ခေါ်ရလေဟဲ့မြင်းတောင်းလို့မြင်းတောင်းမင်းမတော့လေပြီးတော့အဲ့တော့ငါဓာတ်နဲ့လက်ခုတ်တာလေကျူး ဖေးယူနဲ့မြင်တောင်းတယ် သူကနားထောင်တာလေ
မင်းအဲ့ဒါပြောတာ ဘာလို့ ကျေးဇူးရှင်လို့ပြောပါတယ်မိဘနိုးနှလုံးဖို့ကြည်အောင်ဆက်လို့ပြောတဲ့စကားအဲ့ဒါဟုတ်တယ်အဲ့ဒါချင်းတယ်တာသားလို့သမီးတို့မှတ်တာ ဒါပြန်ပြီလူရှင်တော်တွေ ဘယ်နဲ့ချင်းလဲ ဘာလို့ချင်းတယ်ရမှာတော့ မင်းတို့စဉ်းစားကြည့်ကွာ အဲ့ နိုးတလုံးကိုငါစွတ်ရလို့ငါဆက်တာထားပါဦး မှန်တယ် ကြံတဲ့တလုံးအဖေရောပါတယ်လေကွာ အဲ့ငါပြစ်နေပါကွာ တော်ပြီဟုတ်မလားလို့နားထောင်တာတခုကြံသေးတယ်နောက်ဆုံးသွားလိုက်မယ်တခု အာစတိယအာစတိယ ကုဏအနန္တော အနန္တောနန္ဒ၅ပါးလေးလေးစားစားကြောပါတယ်ခင်ဗျာဆရာမပြနီးမကြတဲ့ ဩကျွန်တော်ထောက်ကပါတယ်ခင်ဗျာကျွန်တော်ထောက်ကပါတယ်အဲ့ဆရာနဲ့ပတ်သက်ရဲ့ ဟုတ်လေတော့ ဩအခုနဆရာပဲပြောလိုက်တယ်လीစကပုံလေးရှိရလေဆရာမပြဘောင်းမီဝေးတဲ့ ဒီမကြ နီးမကြ အာဆရာမပြကျွန်တော်ဘောင်းမီဝတ်ထားတာပေါ့တက်ကြည့်အောက်ဆိုင်လို့ထိုင်းနေမှာပေါ့ မင်းအဲ့ဒါပြောတာမင်းစကားတွေကလေမင်းကိုတီကတိရှင်နဲ့ ရွှေရွှေ မဲရှင်မဲနမ်းမအောင်ရွှေတက်မှန်းနေသေးတယ်ရွှေသီးလည်းတွက်ကြည့်တာမင်းတို့ ဟဲ့နေဟဲ့နေ အဲ့တော့ ပရိသတ်ကမင်းတို့လူရှင်တော်တွေနဲ့တိမ်ကြုံပြောရင်ငါကြိုက်မှာမဟုတ်ဘူးနော်စကားပြောတွေစင်ញင် ဟုတ်ကဲ့ပါဆရာ လက်သေးစိတ်တော့လက်သေးနာတယ်ကွာ လက်ထိတ်နာတယ် လက်ထိတ်လက်ထိတ် လက်ထိတ်ကြီးများမှန်းနေပြီလေဒီကောင်းနေငါကြောက်လို့ ကျွန်တော်ဖားကိုခုံခဲ့ရတာ ဘယ်ပြောမနေပါနဲ့ကွာစောက်ဖြစ်မှရေဦးတင်လောက်ပဲရှိတာပါ ကျောင်းတကား အော်မကျောင်းတကားတဲ့ယူစင်တော့ကောင်းကောင်းစောက်မှုနေတယ်ကျောင်းတော့တာ တော်မင်းတို့ကစကားပြောရင်းနဲ့မလို့အမားတွေပါတော့မှာငါခုံးမတကောင်ကြောင်မြောက်လိသမန်းရှာတော့မှာ ငါဆိုင်လို့ တလီလုံးပုံမှာတလီလုံးပုံမှာ ငါပြောမယ်မင်းတို့မပြောနဲ့ကဲအမေတို့မတို့လူစုံတို့ကျွန်တော်ဘာလို့အနန္တောအနန္ဒ၅ပါးဥထိတ်ထားပြီးကြောလိုက်တာလေမေးရင်ပရိသတ်များခင်ဗျာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေထည့်တဲ့အတွက်ကြောင့်တို့ညီတွေတို့ညီမတွေရှီတုံလေးမှာတချင်းကောင်းကောင်းလေးတပုတ်လက်တွေတီးပြပြရသည်တနည်းအားဖြင့်တော့ကျေးဇူးဆက်ပြရသည်ခင်ဗျာဟောဒီမတော်မယ်ညီလေးမပန်းနူဝီ ရှင် ကဲလာပရိသတ်အာနာတို့ပြင်းနေမှာဆိုလို့ခဏလေးဆောင်းပါနော်တိန်းတော်တီးလိုက်တာကဲပရိသတ်တော့ချပြလိုက်တာဘာတချင်းလို့ဒီတချင်းလေးပါ အနိမိတိယမြတ်စွာဘုရားမူတော်ကဘူတိုက်ပင်များမှာယဟန်ပြုယဟန်တကားကဲမိဘလူကြည့်သူငေါင်းလာသီလသမီးတရားဘောနာပွားများသူဖယားတော်ဖယားကြောင့်ဒီဆောင်မဲ့ပြည်သူမြေကြီးမြေကသူပေါ်သူတရားမဆုံးလို့သူနောက်ဆုံးသိပြီးပြင်လွေးတွေများမှာချမ်းသာနေပြီလို့အတိကြီးတက်ကဝါရီ ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ဒါလေးတူတူလေးပါနော်ခဏလေးသိခါမှာဖယားလေးစုကိုမိတဆူပဲကြံတော့တယ်ဖူးတွေ့ကျင်တဲ့လူများအတွက်ဗါတဲ့တချင်းလေးကအရိမင်းတီရမြတ်စွာဘုတော်မူတဲ့ကဖူးတိုက်သူများမှာ လာလိုက်တာကွာ ကောင်းလိုက်တာလို့ပြောရတဲ့တချင်းယဟန်ပြုသူယဟန်တကာခံသူ ချစ်စရာ မိဘကိုလှုပ်ကြွေးသူငါးပါးသီလစောင့်ထိန်သူ နှကန်းလေးတွေကကိုလာတာ ရေတွေရေကတူပေါ်သူတိမ်တမဆွလောင်းနေသူ ငါတဲ့ရနေတာရညပုံမူလေးတွေကစကလေးလားလူ အစ်စ်ဘောဟာနော် နှကန်းလေးကလာပါလေဆိုမှ ဒီကိုကျတားမြောက်နေတာနောက်ဆုံးမိဒီပွဲနဲ့လွဲတဲ့သူများမှာချက် ဦးရလိုက်တာနော်ချစ်စီယိုလီချစ်စီယိုလီဦးချစ်စီယိုလီနော်ဘာမှမဖြစ် နောက်ကလည်းညီကိုချင်းကျွန်တော်များမြောက်ပေးနေတာလားလို့ရှက်လိုက်ရတာပြီးတော့သူကအဆိုတော်တော့နှာပူးနေတာ ဟုတ်ပါ ငါနဲ့ရောင်ကြမ်းကြီးကငါမှန်းကုန်မကြည့်တာဆရာကြီးကိုယ့်ရုပ်ကိုမြင်နေရမှာကြောက်လို့အာယုံကိုမရှိဘူးငါဒါလေးကြည့်နောင်လေးဦးရလိုက်တာနော် မဲတော့အတော်ပူးတယ်ကောင်းလေ အလောက်နာမဘူးနဲ့အလောက်နာမဘူးနဲ့ ဘာဖြစ်တော့ ဟောမင်းကောင်းနေဖြူနေပြီနာဘူးနေတယ် ဟဲ့ ဘာလို့ ခေါင်းဖြူလဲကျောင်းသူတော့ရနိုင်သေးတယ်
မင်းတကောင်းလုံးဖြူနေပြီ ဟဲ့တကောင်းလုံးပြည့်တကြောင်းလုံးယူလိုက်မှာကွာရှင်း မင်းခေါင်းမဲနေပေါ့ ခေါင်းမင်းနေအောင်ခေါင်းထဲသွားမယ်လေ သွားလေပြည့်လေ မနှောင်းနဲ့မနှောင်းနဲ့ဘုရားဘာသာမြန်မာလူမျိုးမှာနောက်ဆုံးတဆူသောကြံတဲ့ဖရာဖူးတွေ့ပြရစီဒါတွေလိုအပ်ပါတယ်လို့ဒုညီတွေဒုညမတွေရှိတုံးလေးမှာကဲမမိုက် ရှင် နောက်ကလူရှင်တော်နှစ်ယောက်သိအောင်တိကျပြန်ဆိုပြလိုက်စားပါစာရနဲ့မအောင်စာရမအောင် အရိမတီယမြတ်စွာဘုရားမူတော်အခါဘုထိုက်တင်များမှာယဟန်ပြုသူရရကခဲသူမိဘကိုလူကြည့်သူကောင်းနာသီလဆောင်သူဘုရားဘောဝနာပွားများသူဘုရားတော်စီအကြောင်းပြီးဆောင်နဲ့ပြည့်စုံသူဒီတူရင်ကန်သူပေါ်သူဒိဋ္ဌိကဆောင်းနေသူနောက်ဆုံးပိတ်ပြီးပိတ်လွေးနေသူများမှာချာချာလေးပြီးတော့အသိကြီးခက်ကပါလေ ညမလေးဆိုတဲ့တခြင်းကဘလို့ခေါ်ပါသလဲဖယာ ဟာဟဲ့တော့ ယူတီလိုက်လားဟာ ကလေးမယူသေးလားဟိလား ကောင်းမလေးတွေじゃယူတည်တတ်လို့ပါဗျာ ဟုတ်ယူသေးတာကိစ္စမျိုးအဲ့လောက်ကြီးနှာမပူနဲ့မင်းနှာပူလို့နေတယ် ။နာပူတာပူချင်လို့ပူတာမဟုတ်ဘူး ဘာလဲကူရ ။ငါရဲ့ကိုစောင်းနဲ့ကြီးရကိုဟဲ့ပူလိုက်။ဟဲ့ပူလိုက်ဆို။ငါကိုစောင်းနဲ့ငါချစ်အောင်လို့ငါသူ့အကြိုက်ပူနေရတာ။ အဲ့လိုကြီးလားဟာ ဟုတ်ပါတယ်ဆရာ ကိုမို့ကျွန်တော်ကိုစုံနဲ့ကလည်းပြောနေတာ ဟာလေ ကိုမို့ကူလိုက်တယ် လာလေလဲသမားများလို့ငကန်းကြီးရိုက်ချင်လာခဲ့ ကိုဝါမို့ ညီမလေးဆိုတဲ့စာပါလေ ဗါတယ် ဟာလေ နောက်ဘုရားနဲ့တွေ့ကြတယ် နောင်ပွတ်မဲ့ဖယားကိုဖူးတိုက်အောင်ဘယ်ကုသိုလ်တွေပြုမှုတဲ့သူမှဖူးတိုက်တာလို့အားပြော ဒါပဲတစ်ချက် အင်း ယဟန်ပြုသူယဟန်တကာခံသူ အိုးဟိုယဟန်ပြုသူယဟန်တကာခံသူ ဟုတ်တယ် ဟိုယဟန်ပြုသူနဲ့ယဟန်တကာခံသူကသူကလေဟို ဟာလေ လက်သေးလေးများချုပ်တော့ကောင်းပါကွာ နောက်ပွတ်မဲ့ဖယားဖူးမဲ့လူတွေ မိဘကိုလှုပ်ကြည့်တဲ့သူ ဟိုမိမနဲ့လှုပ်ကြွေးတဲ့သူတွေလည်းနောက်ပွတ်မဲ့ဖယားဖူးရမယ်လူတော့အိုးသုံးချက်ရှိပြီ ငါမသီလာဆောင်ထိန်တဲ့သူ ငါမသိလားစောင်းတင်းနေသူဆို၄ချက်ပေါ့ ဒီအိုးတရားဘဝနာပွားများ လူမလေးကဖယားနဲ့ဖူးတွေ့ရမယ်လူကိုသိကြတယ်လားကလေးမလက်ကမင်းနာဘူးကြတယ်လားမင်းတော်ဆိုးနေပြီဟဲ့ကောင်မဟုတ်ပုံမလေးလေးပြောမယ်ကိုဝါမို့ခမရအတ္တလို့ကြက်ကြက်နာဘူးအတ္တလို့ကြက်ကြက်လို့ဖယားနဲ့ဘယ်တော့မှမတွေ့ဘူးဖယားနဲ့လွဲမယ် အာလွဲ့တော့တာဝန်နေစင်ကြရအိမ်မှာဖယားစင်ဘူးပြေတယ်ဖယားနဲ့တွေ့ပြီးပါဦးပါ ဟဲ့ကောင်ဖယားရှင်နဲ့ဖူးတွေ့မယ်စိတ်တူတော့ပြောတာမဟုတ်ဘူးဟဲ့ကောင်မင်းနာဘူးလို့ပြောနေတာ ကဲ နောင်ပွင့်နဲ့ဖယားနဲ့မင်းဘယ်တော့မှမတွေ့ဘူးမင်း ဟေ့မင်းငါတရလုံးပြောအောင်မင်းတို့ဆိုင်သမားတွေရောနောင်ပွတ်မဲ့ဖယားဖူးရတော့ကိုတို့တစ်ချက်လောက်ပြုတ်မှုတဲ့သူရှိရင်ကိုင်လက်မျိုးထောင်းလို့ကိုင်ငါမေးတယ်ကွာကိုင် ပြုတ်ဘူးတာဟိုဟာအဲ့လောက်တော့မင်းရတယ်ငါ့အဖွဲ့ ဒီလူရလည်းစွမ်းဆုံးညက်လာကုန်ပါလေပေါ့ဒီနေရာလည်းပါလာပဲလားအဲ့ဒါဆိုဟိုကောင်လည်းပါတယ်ပေါ့ ဗါတယ် 1ယောက်2ယောက်3ယောက်4ယောက်ညမလေးလည်းပါတယ်ပေါ့ညမလေးညမလေး အစိုးရကောင်းတယ်သွားနေခုံပြပါဦးမယ်နောက်ဆက်ပါဦး ဝမ်းပါလို့ညမလေးပါတော့ဝမ်းတာလားပေါ့နော်1ယောက်2ယောက်3ယောက်4ယောက်ညမလေးနဲ့ဆို9ယောက်ပေါ့နော်ဟိုကောင်ကြီးလည်းပါတယ်လီ6ယောက်ပြပြီနော်ညမလေးနော်ဟိုကောင်ကြီးနဲ့ဆို9ယောက် ကိုကမိုးတော်စွန်းနဲ့အမထိုင်တော့ ငါလည်းပါတယ်မသိဘူးလား ဟုတ်ဒီကောင်တော်တော်နာဘူးနေတာတော်ပြီမင်း ဒီမှာ ဘာလို့ မင်းကျေးဇူးရှင်တွေအတွက်ကျေးဇူးဆက်ချင်လို့ဒီသချင်းရှားပြီးတော့ဖြိုးပြီးတာဟောလက်ခံတယ်ဒါပေမဲ့လို့ကလေးတွေပါသေးတယ် ကလေး ကလေးတွေနားလေးကတိတိလေးမင်းတီးလိုက်တဲ့သချင်းကြီးကြီးလွန်းနေတော့နားနဲ့မဆမ်းမဖြစ်တာမဝမ်းမဖြစ်တာကလေး yes ရက်ချင်မှုထွီး ဒါဆိုရင်မော ထောက်ခံတာ ဟိုကလေးဆိုရင်ဒီမှာပြင်းနေအဲ့ချင်းနေ ဟုတ်တယ်ဟုတ် အဲ့တော့သူကအကင်းပါရမယ် ဟုတ်တယ် ဟိုအဲ့ချင်းနေတဲ့ကလေးလေးတွေကိုပြုတ်ထွက်သွားအောင်လုပ်မှာပါ အဲ့ရှင်နဲ့ကလေးပြူးတော့အောင်မင်းကဘယ်လိုလုပ်ပါ ကလေးလေးတွေပြုတ်ထွက်သွားအောင်ဟယ်လိုအောက်ကနေစုညစ်ပလိုက်တယ်ဟို မျက်လုံးပြူးသေးတော့လေ တက်တာကောင်းမယ်ကွာ တက်လာ လက်နေပြီရှိရ ထောင်းနေတဲ့သူလေးတော့အောက်ခွက်ကနေပြန်ချ မင်းမလို့ပြောဟိုအေးစေးဟိုကမြင်လိုက်ရတယ် ဒီမှာကလေးတွေကလည်း
ချစ်နေအောင်ကလေးတွေကြိုက်လဲလုံးလိုက်အောင်လေ ဘယ်လို ကလေးတွေကြိုက်ကြသားလို့ဟိုကြိုက်မှာမလားဘာလို့သားလို့တင်ရတယ်ရှောင်းမှာဘာလို့နန်းနသီးနဲ့ဒူရင်ဟာတငယ်ချင်းတွေပါတနေ့တော့ခရံပြစ်ကြဒူရင်ဒီကစုနဲ့ချာနန်းနသီးနဲ့ဒူရင်ဟာတငယ်ချင်းတွေပါတနေ့တော့ခရံပြစ်ကြဒူရင်ဒီကစုနဲ့ချာနန်းနသီးရဲ့မျက်နှာဝင်စူးချက်တွေကကျွဲသူတို့နဲ့ရမဖြစ်နဲ့တင်အောင်ပေါင်းကြွယ်ကြိုက်လားတမီးကြိုက်လားကြိုက်လားငါအဖတ်လို့ပေါ့ဟောမဟုတ်ချောပါဟုတ်ချောပါ မဟုတ်ကလေးတွေက ငါတော့သူ့အတွက်တီးတာငါ့ကိုကြီးပဲဟိုဘက်ကြီးလိုက်လို့ မိတ်ကဗျာကလွယ်လွန်းနေတာမူးကြိုကဗျာ နင်းအမဘာတော့ငါသွားတိုင်လိုက်ရမှာလားပြောအားကြောင့်တက်မလာလေးမင်း ကလေးတွေကပြေးနေတယ်အဲ့ကဗျာတော့ မင်းကလေးတွေကရတယ်မင်းမရဘူး ဘာလို့မရမှာတော့ အဲ့တချင်းမျိုးမင်းမတီးနိုင်ဒါမျိုးတွေလည်းကလေးတွေကကြိုက်တာဘူးမင်း ကဲမကဲလက်တွေ့ပြမယ်နောက်ကကိုအမှုကသုံးတာဗါတဲ့နဲ့နဲ့တီးနဲ့ဒူရင်ဟာမူးကြိုကဗျာရမှာတော့ဟောဆိုင်းလို့ကိုတီးပြ ဖြစ်နိုင်တာကြီး မူးကြိုကဗျာဟော ကလေးတောင်တည်တယ်ဟုတ်ဘူးတဲ့ ဟုတ်ဘူးတော့ပြောလို့ မင်းကလေးတွေပြောမယ်ဆိုလဲပြောတော့တာပဲ ဟာတော့ ပြောမယ်ဆိုလဲပြောတော့တာပဲနဲ့သီးနဲ့ဒူရင်ဟာတီးမယ်ဆိုကဘုံ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 ဒါလောက်တည်းမှာကွာဘာလို့မလို့ဘောကြီးဘောကြီးအာဘောကြီးဘောကြီးဝိုင်းလုံးမလို့ဘောကြီးဘောကြီး ဗလာတိုင်းအစ်စ်အကွက်နဲ့ဖန်တီးပြထားတာကွာဟဲ့ကွာ ဘောကြီးဘောကြီး 21ဒီမှာအဲ့ဒီတချင်းမျိုးကကလေးတွေကကြိုက်တယ် ကြိုက်တယ် အဲ့ဒီတချင်းမျိုးကြိုက်တော့ကလေးတွေကြိုက်အောင်လို့ကွာကလေးတွေကြိုက်တယ်လို့ငါတောင်မှအဲ့ကဗျာကြိုက်လို့ငါဘဝအကြောင်းထည့်ရေးတာ ဟိုမဲ့ကြဗျာတဲ့ကိုကိုဘဝအကြောင်း ဟုတ်တယ်ဟုတ်တယ် ဘယ်လိုတော့ ကြီးဝဲချက်ကြီးကြီးထားလို့သာငွေသဗျာများကိုရှာ ကောင်းလိုက်တယ်အတွေ့ အာနွယ်သူကူဖေးမသာသာလောက်တာပရဟိတာ လေးသားတယ်ဗျာ လေးစားသွားပြီးတခေါ်ရ ညားလုံးနေနော်ညားလုံးနေနော်မင်းကလူရှင်တော်ကောက်ကိုလိုက်လာလားငါသွားခေါ်တာကိုကျင်ညာကျွန်တော်လိုက်လာတယ် တော့ခေါ်လို့ပြောတာဟုတ်ပါတယ် အဲ့မဆောက်လေးတော့ခေါ်လာပဲ ကြီးဝဲချက်ကြီးကြီးထားလို့သာငွေသဗျာများကိုရှာအာနွယ်သူကူဖေးမသာသာလောက်တာပရဟိတာ ဒါပဲလေတွေ့ အလူကံရသမျှပိုက်ဆံရဲ့အကျိုးရှိအောင်ပေါ့ကွယ် ဘာလို့မှာတော့ KTV ရဲ့မာဆက်လမ်းဆုံးမြစ်စာပြက် အထင်သေးမယ်ဒါတို့သမီးတို့ဆွမ်းနာဆိုးသွားတဲ့ကြဗျာနားလေအောင်ပြောကျောင်းမှာသင်ရတယ်နဲ့နဲ့တီးနဲ့ဒူရင်ဟာတငယ်ချင်းတွေပါတနေ့တော့ကရံပြစ်ကြဒူရင်ဒီကစုနေချဆရာမဘာလို့သင်တာတော့တငယ်ချင်းချင်းရံဖြစ်ရင်ထိကရှာနာလို့တယောက်နဲ့တယောက်မသိမြတ်ရင်အကျိုးပြတ်တယ်အပေါင်းအသင်းနဲ့တက်အောင်နေလက်တွေပြောမယ်လက်တွေဆိုင်တော့ကအခုသိန်းတော်တို့ကိုဒီလာခဲ့တယ်နော်အပေါင်းအသင်းတက်အောင်နေတော့အခုလက်ကရူဇာကြီးသိန်းတော်ကားကြီးစီလာခဲ့တာအဲ့ဒါအပေါင်းအသင်းတွေတက်အောင်နေတဲ့ကျေးဇူးကြောင့်လက်ကရူဇာစီးရ လန်ခရူဇာကြီးတဲ့ ဟုတ်တယ်လေ ငါလည်းစီးကျင်လိုက်တာကွာ ဆူတောင်းလေဆူတောင်းဆူတောင်း ကျုပ်ကြကာကြီးပတ်လက်ကြီးကနေဘူးကြီးကျုပ်ကြလိုက်လာတယ်ကျုပ်ကြအေးအကူကြီးနဲ့ ခမောက်ကြီးမဆောင်ကျင်လည်းပေါ့ ဆူတောင်းနဲ့သူကားလေးစီးကျင်တာကြဆူ အခုကဲကြာပလောက်မှာသိန်းတော်တို့သုံးတက်တိုက်နဲ့နေရပြီအဲ့ဒါဘာလို့လို့ကြွားခြင်းမဟုတ်ဘူးအပေါင်းအသင်းတငယ်ချင်းရံမဖြစ်ပဲနဲ့တက်အောင်ပေါင်းသိမ်းမှုကြောင့်ဒါကိုပြောချင်တာ ငါလည်းသုံးတက်တက်နဲ့နင်းနေအောင်ကျူးစားအောင်မယ်ကွာ မဲဆူတောင်းလေဆူတောင်းဆူတောင်း မင်းပြောချင်နဲ့ငါဒီဘက်တန်တိတ်တန်ချထားတာ ပါချာ တို့လူတကာလူမှာပဲဖြစ်ဖြစ်ပြိတ္တကပဲဖြစ်ဖြစ်စုချခဲ့ရင်လို့ဒီဘွဲတော့ငါစုချရတာတွေငါသိမ့်တော်ပြီးမယ်လို့တန်တိတ်တန်ချထားတာ တကယ်ပြောတာနော် စုတောင်းလေစုတောင်း ဟုတ် ဟေးဟိုနာကြောက်တော့ကဖိထားတဲ့ပြုတ်ကြီးလားမသိဘူး ဘသူကခေါ်လို့လာတာကို ကြောက်ကာကွင်ရောက်ပြီကြောက်ကာကွင်ရောက်ပြီအဲ့တော့ကျွန်တော်မျက်လဲလေးပြမယ်ကျွန်တော်အထူးဆန်းလေးလုပ်ပြမယ်နော် ဟုတ်လား ကျွန်တော်လုပ်တယ်လို့ခမရလုံနိုင်လို့လား ဟဲ့ဘာလို့မလုပ်နိုင် တကယ်လုံနိုင်တယ် လဲဘာ နော် လို့မလုပ်နိုင် အဲ့ဒါရင်ကျွန်တော်လုပ်တယ်လို့နောက်ကနေလိုက်လို့ဗျာ ဟုတ်ပါ ဟွန်း မင်းဟို ရတာပေါ့မင်းကလေ ရတယ်နော် အေး ဟာဟာဟာ ဟ
ကြပါဦးဒီမှာရေမပေါက်နေပြီ ဩဘယ်နဲ့ရှိမှာပေါ့မှာ ဘသူကခေါ်လို့လာလား ကျောကာကွင်ရောက်လို့ထလာ မင်းလည်းမရောက်သေးဘူး ရပြီ ရောက်မရောက်ကွာ မကွာမမပြောနဲ့ဒါကျွန်တော်ညီပါဟိုကျွန်တော်ညီကိုကျွန်တော်ဂျောကကွန်လို့တော့မယ်လို့ပြောထားတော့သူ့လည်းရောက်ပြီးမှတ်ပြီးထလာတာရတယ်မခဏဟိုမိုင်လို့ မင်းလည်းမရောက်သေးဘူးမင်းလည်းရောက်ရင်ခေါ်လိုက်မယ်နော် သူ့လည်းဗဒီမရောက်ပါတော့ မင်းလည်းမရောက်သေးဘူးမင်းလည်းက तू က ဗဒီမရောက်ပါတော့ ညဗလာတိုင်းတွေတီးပြီးတော့ဆိုင်သမားတွေထမင်းကျွေးပြီးတော့အဲ့ကြမှာမင်းလည်း မကျွန်တော်ညီပြီးတော့ဂျောကကွန်လာမယ်တချင်းတွေလည်းလာမယ်အခုတော့နေမင်းတို့မပြောနဲ့ငါပြောရင်ရ โอเค ခင်ဗျားတို့လည်းမပြောချင်လို့မပြောရင်းနဲ့တုတ်ကြည့်နေကြာပြီ ဟုတ်လား မပြောချင်လို့မပြောရင်းနေတာ ဟာလား ပြိတ္တာဘာလို့ရန်လုံးလဲ ။ရန်တော့တာမဟုတ်ဘူးညနေတော့မိတ်ကကောင်းကောင်းမလေးရတနက်ခါကောင်းကောင်းမလေးရခမင်းကောင်းကောင်းမစားနဲ့ ဘာလို့တော့ သူကဘာပြောနေမှာလဲ ဘာပြော ဟဲတဲ့ဝမ်မူကြီးရတဲ့စိုင်းတော့ကမထသေးဘူးလားတဲ့တက်လုံးနေမပြတ်သေးဘူးလားမပြတ်သေးဘူးလားတဲ့ ပြောတော့မခေါ်သေးပဲနဲ့ အခုကြည့်လေစိုင်းတော့မှဝမ်မူကြီးထနေပြီလေခင်ဗျားတို့ကြည့်ကြလေဗမားတို့အခုတော့ဝမ်မူမကြည့်ဘူး ဘယ်လိုကြည့်လဲ ကြုတ်ကြည့်နေတာပဲတော့မာတော့ ကဲ တန်ခါကျမှဓာတ်ပုံတော့မပြီးဘူး ဝအောင်ကြည့်ပါခင်ဗျာဝအောင်ကြည့်ပြီးလို့ရှိရင်မြေဖိုးတော့မှာပဲ တက်တာ ဟဲ့မနောက်ပါနဲ့ပြိတ္တာကိုအလုံးလုံးပြနေမင်းသွားရမှာ ကလေးတွေအတွက်ပညာရသေးမဲ့တခြင်းမျိုးသူတို့ကြိုက်တဲ့တခြင်းမျိုးဆိုတာ အဲ့ဒါဆိုသူတို့ဟိုကပြပါပူကြိုက်ပါလေကလေးတွေကြိုက်မြကပြပါတဲ့ပန်းကလေးများပုံတော့ပြီးဘုဒ္ဓဝင်းလို့ချီနေကြီးမှာရွှေလာငါတို့တတဲ့ညာ နေကြီးမှာရွှေရီလောက်ငါတို့ဖျောင်းလား စိတ်တိုင်းပြောနေဟိုမှာချင်းကလေးဆိုရီရလွန်ပြီးမသွားတယ်ကြိုးကို ဘာချမိုးစားတာပဲနဲ့ရက်လို့မရွာ ကြီးရလုံးမနောက်နဲ့ ကြီးရတော့ကြီးကြပြီလို့မသေးတယ်ထွက်ကြတယ်မနော်သူတို့ကဟိုကပြဆိုပူကြိုက်လို့ပါတယ်ဗါလေချက်ပါတိန်ရင်တော့ဝင်မောင်ရင်လာတဲ့နဲ့ပြည့်မပြစ်ပါနဲ့မောင်ရင်ရဲ့တက်တဆူလို့သေးပါမယ်ဘဲဘကညာဘကဘုလိုက်ကြတော့တငယ်ချင်းဟုတ် အော်ဤကိုလည်းမဟုတ်ကြပြားဖြက်နေတာမင်း ကြက်မင်းလို့ပါလားငါလာကြက်တော့ဒုက္ခညသေးအောင်မော ကလေးတွေကြိုက်တဲ့တခြင်းမျိုးတောက်ပါချင်းကြိုက်တယ်ပြော သူတို့ကြိုက်တာဟိုက်ကပြကွာကိုင်း အဲ့ဒါ ဘူးဒီကလေးဝတ်တော့ဒီဘောဝယောဘောစပွားတဲ့ကိုကိုရဲ့တောင်းမှုတဲ့တူတဲ့လာချင်လို့တက်တော့စီဒီနာပီဟုတ်တယ်ဟာဘယ်လိုပဲအရက်စီရီပဲလေဘွေစူရတောင်းလို့တော့တာကြီးမင်းတူရင်ဒီမင်းတူရင်ဒီ ကြိုက်လား ကျဲလား ကြိုက်လက်ကုန်းသားချိန်ကြရင်လေအခုမတည်းငါပူတော့ရှင်မပြောပြ ဟုတ်ဘူးသူတို့ကပြိတ္တနဲ့ငါရန်တိုက်ပေးတာဘူးဒီကလေးဝါတုတ်လွယ်မတက်တည်ပြမယ်ဟာ ဘာလို့ ရတယ် ရမှာပေါ့အိမ်တော့တိုက်လာတာယူ ရတယ်မင်းတို့ကြပြလွယ်လို့ပြောနေတာ အေးကလေးတွေပြောနေဆိုပြီးညီတို့ဟီးယားနဲ့ရီးမနေနဲ့နော် အားပြန်ပြီမင်း အမကောင်းမလေးလေအမမနက်ကမမြင်ဘူးပြမှတ်နေလား အေးလေ မင်းမမြင်ပါဘူး နွားတွေကိုအော်နေတဲ့အတိုင်းပဲ ဟုတ်တယ် ကဲမင်းကလေးမတွေဘာဖြစ်နေတော့ပြော ကောင်းမလေးနဲ့မြင်မအလည်းမတော့ဘူးနော်သူတို့ဘာလုပ်လဲ အလဲမသွားခင်ကလေးမတွေဘာတော့ အလဲကလေးလိုက်မလို့ညံဖုံးနေထိုး အေးလေ အလဲရနဲ့ရောက်တော့ကွယ်တစ်တော်စောပါမယ် သူတို့အလုံး ဒီခေတ်လေး ကျုပ်ကလေးကြည့်တော့ဟိုဖင်မြန်းငယ်လေးနဲ့ကြည့် ဟုတ်ရဲ နော်အလဲရနဲ့ရောက်တော့ကွယ်တစ်တော်စောပါမယ်ဘာတချင်မဲ့ဆော့ဆော့ပြဖင်နေလှုပ်လူက အာဘာသူတို့ကြိုက်ရောမလုပ်ပါနဲ့ဟိုစတော့မလုပ်ပါနဲ့ တော်ဆိုးတဲ့အပြူလေးတွေဖင်မလှုပ်ကြနဲ့လေကြည်နေတာထိတ်ဆုံးက ဘိုင်း ကျွန်တော်ရင်သုံးတယ်ဗျာ ကျေးဇူးရှင်တွေကိုဘာမှဝေဖန်ပိုင်ခွင့်မရှိဘူး ရှိလား ကိုယ်စိုက်အကြောင်းပဲပြော ရတယ်အဲ့ဒါဆိုရင်ကျွန်တော်ဆရာတို့ကကျွန်တော်ကိုယ်တိုင်ရေးထားတာဗျအမွန်းတင်လိုက်လို့ပဲ တိုင်းတော်တက်ကိုရေးထားသေးတာ ရှိသေးတယ် ဆိုသား စိုက်ဆရာတွေဝတ်တော့ကိုအောင်ရဲနေရော
ပြီးတော့တော်တုံးတဲ့အတန်တွေကွာဟဲ့ကောင်အောင်ရဲလေးလို့ပြောတာဖိတက်တုံးရှိတယ်လုံးစမ်းမ ဖီးတောင်တက်သွားလား လုံးစမ်းမ ကြီးကြပါလေ နော်စိုက်စရာလေးဝတ်တော့ကိုအောင်ရဲလေးရောဘုကီထားတဲ့စတိုင်ရဲ့သူ့တာနဲ့တူတဲ့ အေးလုံးစမ်း ကျူစားပြီးတော့တီးနေတော့ကောင်းပြက်ဆန်လေးပေါ့ ငါတော့ကြိုက်တယ် တချင်းကလေးဆိုနေတာခွေးအော်တယ်လို့ပါသူ့ကိုပြောတော့ဒေါသတွက်ချီးပုံရှာနဲ့ရက် ကားငါချီးပုံတော့ရ မရဲ ကြားလာပြောနေတာ အဲ့တော့ တော့ကာကွယ်ရောက်ပြီ အားလုံးမှာတို့ ကိုရကကြကျွန်တော်မျက်လက်ပြမှာဒီထဲမှာဘာရှိတော့ ဘာမရှိ ဘာမှမရှိဘူးဒီဆောင်ရွက်ကိုကျွန်တော်ဖြဲပေးကြတော့ဒီထဲထည့်လိုက်မယ်ဒီထဲထည့်ပြီးလို့ရှိရင်ကျွန်တော်ဂါထာတွေဘာတွေမန်းမုံပြီးလို့ရှိရင်ဒါမျိုးအကောင်းဖြစ်အောင်ကျွန်တော်ပြန်ထုတ်ပြ အဲအော် ဒီအပြည့်ဖြဲထည့်ပြီးတော့အကောင်းပြန်ထုတ်မှာဘာလို့မှဖြစ်နိုင်ဘူး ကဲမဖြစ်နိုင်ဘူးဆိုရင်ကျွန်တော်ဖြဲနေလို့ရှိရင်ပြိဿမယုံမှာတက်လို့မင်းဖြဲပြ ဖြဲပြီမယ် ဖြဲပြောမထည့် ဖြဲ စာရွက်ဖြည့်ပြီးသားကောင်းအောင်နဲ့မောင်ကျော်ကကြီးဘယ်လိုလုပ်မှလည်းမသိအေး ဟောကောင်းအောင်များလို့မှာနော် ကောင်းအောင်ပြန်လို့မှကျွန်တော်ဂါထာတွေဘာတွေမန်းမုံမှာ ဒီအပြည့်တွေကိုကောင်းအောင်လုပ်မှာနော် ဟုတ်တယ် တော့သမီးဘယ်လိုလုပ်မှာလဲလို့ အပေါ်မှာမို့အောက်မှာမြေကြီးဟီဟီဟီ အာဟီဟီဟီ ဟာဘာသာတွေကမှားတာတော်တော်ခက်လောက်တယ် အပေါ်ကမိုးရွာအောက်ကရှင်ဘို့ ဟာ ဖင်းနဲ့တော့ရောက်သွားပြီ ကဲမယုံလို့ရှင်ထုတ်ကြည့်ကောင်းပြီဘာသာကတေချာလေးပြတေချာလေးပြ ဟာဘာလို့လဲ ဟော အေးဟုတ်တယ် နော် အေးဒီကားလေးချုပ်မိုင်းလို့ရ ဟာဟာမိုက်တယ်မင်းအကောင်းကြီးဆွဲထုတ်တော့ဒီအပြည့်တွေကငါပဲလောက်ဒီအပြည့်တွေကငါပဲလောက် မလုပ်ပါနဲ့ဟိုစတော့မလုပ်ပါနဲ့ ဟုတ်မှလို့ကွာ တကယ်ရှောင်းနေတာမင်းပြတော့မင်းဝါ ညီလေး ခင်ဗျာ မင်းလည်းဟုတ်တယ်လေသူတို့လုံနေတော့ချင်းမလာသေးဘူးမရောက်သေးဘူးလို့ပြောထားတာလေ မရဘူးကွာ ကျွန်တော်ကြောင်ကကိုရောက်ပြီလားလို့ပေါ့ဗျာ မင်းနောက်တစ်ခါမရောက်သေးဘူးနဲ့လာလို့တော့မင်းမနာတာတဲ့ကိုထူမှာ ဘာနဲ့တော့ မျက်စောင်း မမအကောင်းမတာဘူးဒီကလေးဝတ်တုတ်တုတ်မလို့နဲ့ဆိုင်ရ ကျွန်တော်ရှေ့ရအမေတွေတော့ဝိပဿနာတစ်ချက်တစ်ပုတ်ဆုံးမယ်ဗျာ ဘာဖြစ်ဖြစ်ဘာလဲ ရှေ့ရအမေတွေတော့ဝိပဿနာတစ်ချက်တစ်ပုတ်ဆုံးမယ် ဝိပဿနာတစ်ချက် ဟုတ်တယ်ဗျာတနည်းစမ်းထားတဲ့အမေတွေအတွက် ဩ အမေကဘယ်လိုလုပ်စမ်းတာမှာတော့ အမေတွေပြောပြီးစမ်းထားတယ်လို့ဆိုလို့ စမ်းထားတယ်ဆိုတာချစ်တယ်ကြိုက်တယ်ကိုပြောတာမဟုတ်ဘူးသူတို့ထားလို့ရှိရင်စမ်းပြီးတိုင်းအားကြောင့်မလို့ဝိပဿနာတစ်ချက်တစ်ပုတ်ဆုံးမယ် စမ်းထားတဲ့အမေတွေအတွက် ဟုတ်တယ်တနာလို့ရှင် ဘယ်ပါတစ်ချက်တော့ မျက်စိလေးကမြင်တယ်နားလေးကချားတယ်နှာခေါင်းလေးကလေကိုရှင်းရတယ် အဲ့ဒါလေကလေးကြပြ ရုံနောက်ကလေးကထွေးကမသက်ကလေးကိုဟာကပေါ်ပြချွတ်ချွတ်ချွတ်ဆိုကြတော့ခွင်မျက်စိလေးကမြင်တယ်နားလေးကချားတယ်နှာခေါင်းလေးကလေကိုရှင်းရတယ်ရုံနောက်ကလေးကထွေးကမသက်ကလေးကိုဟာကပေါ်ပြချွတ်ချွတ်ချွတ်ဆိုကြတော့ခွင်ပျော်ရွှင်နေ ဟဲ့ကောင်အဲ့ဒါကတော့ကွာမျက်စိလေးကမြင်တယ်နားလေးကကြားတယ်ဘယ်လိုဝိပဿနာတော့ ကလေးကပြာကြီး ဒါကလေးကပြလေးကွာဒါကလေးကပြဖြစ်တယ်နောက်ပြီးတော့အလူတကာလူမတော့ငါရေးတာလားရှိသေးတယ် အတုတ်ကအတုမ ဟုတ်တယ်ငါတို့အတွက်ပေါ့ကွာ ဘာယူ တတောင်းတန်အောင်တော့မြင်နေ မြင်နေ တယောက်တစ်သိန်းဒီချကွယ် ခြားသမျှလူ အကျွေးကြေဖို့တော့တော်တော်လိုသေးတယ် တသိန်းကိုကျွေးမကြည့်ဘူးလား အလူတကာကြီးရဲ့ချဗျာအလူမကြီးရဲ့ချဗျာပျော်ပျော်ရွှင်ရွှင်စုချလိုက်တော့ဗျာမျောနေမှာမြန်လာပါဟုတ်စမ်း ဟဲ့ကောင်တယောက်ကဆိုင်းတင်းနေတော့ငတ်ကြီးကြပြီစုကြတောင်းတာမင်းကဘာလို့မငေါ့ဖဲနဲ့ဘာတွေလုပ်လဲ အာစုကြလာရင်မရဘဲနေမှာကြောက်တော့အလူကျင် ဟော အလူကျင်တာနဲ့မတူလက်ဝဲထိုးတာနဲ့တူတာ ဒီတကလာရင်မင်းအရင်ကဥအောင်စုမှာ မြက်မဟုတ်တော့ဘူးကွာဒီကောင်မဟုတ်တော့ဘူး ငါလုံးနေပြီကွာငါဆိုင် ကိုရကကြရင်ကျွန်တော်အထူးဆန်းလေးဖြစ်သွားအောင်ဒီဖဲလေးတွေကိုကျွန်တော်ပုတ်ပြန်ဖဲပုတ်ပြန် ဖဲပုတ်ပြဖဲ ဟု ပု တ် တ် တယ် ဒီဖဲကိုမင်း ဟောက်ကြကုန်မေးဟာတေချာလောက်ပါ
ဖဲမျိုးဆိုအပိုင်ပို့ရတယ် ဟုတ်တယ်ပိုင်းပို့ရတယ် ဖဲစင်လိုက်ပြီဖဲစင်လိုက်ပြီကိုလိုချင်တဲ့ဖဲတောင်းလိုက်ရုံပဲ ဘယ်လိုတောင်းပါလဲ ခွာထားလိုက်တော့ဒီဖဲမျိုးခွာထားခွာအေးဘာဖြစ်နေတော့ မခွာထားဆိုခွာသေးတယ်မင်း ဖဲတောင်းနေ ဟောရရ ဟာညိုလင်းကျက်လင်းရောတော့တန်းလာပြီခွာလာပြီခွာပြီအလဲထက်လိုက်တယ်ပြဘာလဲနော် ဟောမင်းပဲလဲထဲဆို ဒီငါပဲလူချင်းလို့အလဲထက်ခိုင်းတယ်ဒီကကလေးတွေကတ်တုံးကားလေးကလို့လုံးလိုက်ရမလား ဘယ်လိုလုပ်ပါလို့ ဟာယော့ပါ မမကအိုက်ကဖဲကိုကဲနောက်ကဂျောကာကဘယ်လိုပဲပြင်ပါတော့ပြော ဘယ်လို ဘယ်လိုဖဲပြင်မလဲဆိုကျွန်တော်ကနိုင်ငံခြားဆိုတော့မြန်မာပြည်အိုးစီလေးနဲ့ကျွန်တော်ဖဲလေးပုတ်ပြမယ် မြန်မာအိုးစီနဲ့ မြန်မာမှုနဲ့ ဟုတ်ကဲ့ မြန်မာမှုနဲ့ အော်ဟုတ်တယ်ပါဗျာ ဟောငါမျိုးကြီးကခုမှရောက်လာဟော လူရှင်တော်တွေကို ဘယ် ဟောပါဦးဂျောကတယောက်ထဲတယ် အလူရှင်ဦးမြင့်သိန်းဟုတ်ကဲ့ဒေါ်ကျွမြင့်မိသားစုကဆွတော်မွေတသိန်းကျေးဇူးထူးတင်ပါတယ်ခင်ဗျာ အရှင်တော်ဂျာမသိရနော်၄ယောက် ဒါတော့အလူကျင်တာတော့လက်ကနောက်ကျသွားသေးတယ်ကွာ ကဲစုကြတဲ့ကိုကြီးကျမ်းမာပါသေးချမ်းသာပါသေးဗျာ အကိုကြီးမဟုတ်ဘူးအလူတကလူမတွေ စုကြတဲ့လူတကာလူမတွေကျမ်းမာပါသေးချမ်းသာပါသေးဗျာ စုချိုင်လူပြောင်း ကျမ်းမာရေးကူးစားကြအောင်များတော့ ဘောရ ကဲနောက်ကနေဖဲဘလူကစားမှာ ဘယ်လိုသားပါ ကျွန်တော်အိုးစီလေးနဲ့ကစားပြ အနောက်တိုင်းနဲ့ရော ကောင်းလိုက်တာလောက်လိုက်စမ်းနောက်တစ်ခေါက်လောက် ဟောနောက်တော့ ဒီလားအမျိုးဆိုကြဘလုံးမကိုမလွယ်တာလေ မလဲပါဘူး ဒီဖမ်းမျိုးပုံပုံဆိုဘလုံးမမလွယ်တာကွာ လေလေပါနော် ဒီတစ်ချက်စီတကဘလုံးပုံလို့က ဟုတ်တယ်လေ ဘလုံးလောက်ပါလိုက်မှမသိဘူးလက်ကလေးတော့ဖိုးနေ ဟုတ်တယ် တားတော် အဲ့ဒါမျိုးကတော့မင်းငါတော့ အဲ့လေရမို့နိုင်ငံခြားတယ် တေးဘောလေးသားတာမျိုးမလွယ်ဘူးလေဒီပညာသုံးနေသုံးဖို့တင်ရတာလေအမ အခုတော့ဂျောကားဘာမလို့အခုမှဖဲပြင်တာအစ်စ်ပဲ တော်မိုင်းလေ ခင်ဗျာ ပြီးတော့အကိုခေါ်လိုက်မယ် ရောက်သေး တော်ပြီဒီကောင်တွေကပိတ်တက်ကိုမိုင်းလူကြီးနာမည်ကြီးမှကြောက်ပြီးတော့အကုန်လိုက်ဖော်နေတာအကုန်လိုက်ဖော်နေတာမင်းတို့လို့မဟုတ်ဘူးကဲဒါပြီးရင်တို့အကိုတွေလာမယ်နော်တို့ညီမတွေကြားကျင်တဲ့တချင်ဒါပြီးရင်လာမယ်နော်လာမယ်နော်ဘာလို့လို့နဲ့မင်းရင်စိုင်းကြီးငါထားပြီးတော့စိုင်းအရာသာပျောက်မစိုးလို့ကဲတနည်းအားဖြင့်တော့ဗျလက်ဆောင်လေးတစ်ပုတ်တူတူလေးပေးလိုက်ပါမယ် ကလေးတွေတော့တီးတယ် တို့ညီတွေတို့ညီမတွေတချင်းကောင်းလေးတစ်ပုတ်ကျွန်တော်စီကတေးကျူစာတို့ဘုံကလေးစိန်များခိုင်ကမှတ်သားစရာရေးခဲ့တာဟောဒီလို ဗါလေ ကလေးတွေအတွက်ရေးတာ ဗါလေ လာလိုက်ပဲလေလဲ အဓိကတချင်းရပါတဲ့ မင်းတို့ရဲ့ညနေသည်မပြောပြမလေး ပြောပါမ တတတို့နားထောင်နေပါတယ်အည သူကကလေးမတက်ကိုလဲနေကြတာ ကလေးတွေနဲ့ကိုပြန်ပြီးတော့ငဲနေတာနဲ့တူ ဟုတ်ကဲ့ပါကင် ည ညာ ရေစိမ်ပုံးနေအည ဒါတို့ရေ ကင်ညာ အေးစိုးသွားတာကဗါလေပညာမရှိရင်သူဤဝန်တန်းတဲ့ ဟုတ်တယ်အည ပညာမတက်ရင်ပညာဆိုတာသိရည်ကြီးတယ် ပညာဘလို့တော့ခည အစိုးအကောင်းအကျိုးအကြောင်းခွဲခြားနိုင်တဲ့ဉာဏ်အားနည်းသွားရင်ပညာမဲ့တယ်ခေါ်တယ် ဟုတ်ကဲ့ကင် အဲ့ ညာ ဒါသားတို့ပညာမဲ့တွေမဖြစ်အောင်ပညာတတ်ကြီးတွေဖြစ်အောင်ဥကတိုက်မယ်နောက်ကလိုက်ဆို ဟုတ်ကဲ့ ကာကြီး အာလီ မပီတာပဲဟဲ့ကောင်ဒုက္ခရောက်နေမယ်နော်ခင်ဗျာ တားတော့မပြီးတာပါကင်ညာ မင်းတို့ပီအောင်ဆိုတော့မပီရင်ပြဿနာတက်သွားမယ်တေချာဆိုကာကြီး အာလီ ကလေးတွေကမပီလို့ပီအောင်လုပ်လို့ရတယ် ပြောလိုက် လူရှင်တော်ရငါတို့လူရှင်တော်လုပ်နေကြ၃ချက်တစ်ချက်ဖြုတ်လိုက်ပြီ
ဆိုမဲ့ဒီကပြီးကိုပြီးသေးရမယ်ငါလီ ဒီလူရဆဲနေတာခင်ဗျာ ဟောငါတမဆဲတယ်ကျင်ဟုတ်ပါမသားလူရတန်းညစ်ပတ်တာတန်း ဟုတ်ပြီ တော့ကြမပြီးလို့ကြုတ်ကြညစ်ပတ်တယ်လေကျူ ပရိသတ်ဆောင်းရတာအာနာလို့နော်မောင်ငယ်ညီမငယ်ကြီး ပညာမရှိရင်သူအိမ်ဝရလေ ပညာတက်အောင်ကြိုးစားပါပညာမရှိရင်လူအောင်ကြတယ်လို့တချင်းလေးကဆုံးမတာနော် သူများပြောကိုပဲပညာတတ်ချအောင်အရင်ကြိုးစားလိုက် ပညာတက်လို့ဆိုင်းလိနေတာဘောကမင်းရတယ် ဘာတက်တယ် တက်တာဘော စိုင်းနေရအခေါ်ဝတော်မင်းလိမ့်ပတ်လဲအောင်မင်းနားမလဲဘူးမလား ညီကိုချင်းလာပြီးပရိသတ်ရှင်မဖဲ့နဲ့ဆိုင်းအခေါ်ဘောဆိုင်းသမားသိတာဘောကွာ တကယ်သိလား သိတာဘော ပတ်လုံးဘယ်ဟာတော့ပြိတ္တသိအောင်ပြတာပတ်လုံး ဟုတ်တယ်ပတ်လုံးမဲလေပတ်လုံးမဲမှတ်တာ ဟောအဲ့ဒါပတ်လုံး ပတ်လုံး အဲ့ဆိုနဲ့ရဘယ်ဟာတော့ အေးဗျာဟုတ်ပါ စိုးတရကြ ဘာလဲတော့ တော့ကြနေအိမ်မောင်ရတော့မယ် ဟုတ်ကဲ့ကိုလာရင်ကျိုးမလားလို့ဒီ ဒီမှာနဲ့ရအဲ့ဒါ နဲ့ဦးမ ချောလုံးပတ်ကဘယ်ဟာတော့ပြော ကဲလူရှင်တော်တယောက်လို့ပြီး6လုံးပတ်တော့မသိဘူးတဲ့တိပြလိုက်စမ်းအဲ့ဒါ6လုံးပတ် ဟဲအဲ့ဒါချောလုံးပတ်ပေါ့ 6လုံးပတ် အဲ့ကလေးကမားနေ ဟောင်းမလို့ အဲ့ချောလုံးပတ်မဟုတ်ဘူး ဟမ် ချောလုံးပတ်မဟုတ်ဘူးအဲ့ဒါ အဲ့ဒါ6လုံးပတ်မဟုတ်တော့6လုံးပတ်ကဘာတော့ ချောလုံးပတ်လား အေးလေ ငါပြမယ်ချောလုံးပတ်အစ်စ် 6လုံးပတ်က ဟောချောလုံးပတ်အစ်စ် ဟုတ်ဘူးနော်ကျွန်တော်ဆရာတင်တယ်အလိုဟုတ်ဘူးဗျာ ချောလုံးပတ်မင်းသိတဲ့ချောလုံးပတ်ကဘယ်ဟာ ပြတ်ရရတော့အဲ့ဒါ6လုံးပတ်ပဲပြိတ္တ အဲ့ဒါ6လုံးပတ်မဟုတ်ဘူး6လုံးပတ်ကဒီမှာ6လုံးပတ် ဝါမို့မမနေပြီဟဲ့ ဘာမှလို့ လေးလုံးပတ်လို့ပြောချင်ပြော ဟာတော့ ငါနှလုံးကတစ်တာညက်လို့ကွဲသွား အဲ့ဒါဆိုမင်းလည်းမားတယ် အဲ့လိုတော့ သုံးလုံးပတ်လို့ပြော အဲ့လိုတော့ ငါတလုံးကဒင်းချန်ဦးလေး ဟော ဟုတ်ပြောတယ်မှတ်လို့တော်ပြီလူရှင်တော်တွေကြိုက်ဝါကန်လိုက်တော့ဒါပြီးရင်တချင်းဆုံးမှဖြစ်လို့ဝါကန်ထား အမေတချင်းဆိုတော့ လို့ဝါကန် ပညာမရှိရင်သူကြီးဝင်ရတယ်မင်းညီလေးစိတ်ရှမ်းလာတယ်လို့မင်းစိတ်ဆင်းရအောင်ငါဘာမှမလုပ်တော့ ပြပြပြိတ္တကြောင့် မင်းစိတ်ဆင်းရအောင်ငါဘာမှမလုပ်တော့ ကြိုက်ပြီလုံးလိုက်တော့ကျန်တဲ့လူကမပြောရဘူးကျွန်တော်အကူအရေးကနောက်ကနေကျွန်တော်စိတ်စီးရောဘာမှမလုပ်ဘူးပြောဘူးဝါမကြိုက်ဘူးဟိုကမဝါတီးပြီပါဝါတီးပြီပါ ဖြောင်းဖြောင်းလို့မင်းစိတ်ဆင်းရအောင်ငါဘာမှမလုပ်တော့ သိကြတယ်နော် ဖြောင်းဖြောင်းလို့ ဟေးကျွန်တော်တို့တစ်ဖွဲ့လုံးဒီဘက်မှာ2ယောက်ကလူရှင်တော်တွေကြိုးစားနေပါတယ်ကိုကမို့ခမရကျွန်တော်အကိုရင်းဖြစ်တယ်ဗျာပြိတ္တကလည်းတီးနေတယ်လုံနေဗျာဝါတီးမှသူတီးလေ ဒီကုညီဘာဖြစ်လဲ ဝါတီးလေ ဘာလို့ပြောနေရတော့ငါမင်းကိုပြောနေတာစကားမင်းနားမလဲဘူးလား မင်းမပါပြော မင်းစိတ်ဆင်းရအောင်ငါဘာမှမလုပ်တော့ဘူးလို့ အဲ့လေအဲ့ဒါဝါကိုင်နေကွာ အိုးခိုင်ကျူမင်းစိတ်ဆင်းရအောင်လို့ငါဘာမှမလုပ်တော့ဘူးလို့ပြောနေတာလို့ ဒိတ်နေရ အော်မင်းစိတ်ဆင်းရအောင်လို့ငါဘာမှမလုပ်တာကွာခိုင်ရှင်းနေတာကွာခိုင်ဘာမင်းစိတ်ဆင်းရနိုင်မလားယောမင်းစိတ်ဆင်းရအောင်လို့ငါဘာမှမလုပ်တာကွာရှင်းလာခိုင် အဲ့ဒါဆိုရင်သွားလိုက်တော့မင်းတို့သွားလိုက်တော့ မင်းစိတ်ဆင်းရအောင်ငါဘာမှမလုပ်တော့ကိုင်းနေတော့ကောတော့ ဟောတော့အခုတကယ်ဒီချစ်တာပါတဲ့လမ်းမင်းတဲ့တင်ပြကြရင်လုပ်မယ်တဲ့ငါတော့မယ်တဲ့နော် ကိုဇွဲကိုလွန်နဲ့မတ်အင်ဂျင်လိုင်းကဟုတ်ကဲ့စွတော်မင်းငါတော့ကျေးဇူးထူးတင်ပါတယ်ခင်ဗျာ စတော့ငါတော့ ဟုတ်ကဲ့ ငါတော့ဆိုလို့ကိုကလို့ မမဟုတ်ကစုတော်တဲ့လက်တော်တဲ့နှမျိုးရှိတယ်ကွာဒါမှကွဲလို့မထူးอ่ะ ဟုတ်လားလို့လို့ပေါ့ စုတော်ဆိုတာကတို့အလူတကာတွေတို့အကိုတွေလာလာပြီးဆိုင်းဆရာတွေလာလာပြီးစုချီးမြင်တာဒါစုတော်လက်တော်ဆိုတာကတို့လူရှင်တော်တွေနဲ့ဆိုင်းသမားတွေလက်လက်ပြီးကြမ်းကြမ်းနေခဲ့တာလက်တော် စေတနာမပိုင်မင်းတို့ရမှာမဟုတ်ဘူးအဲ့ဒါကြောင့်ပြောတာ
ဝါကြတော့မတီးပဲနဲ့ကဲဒါပြီးရင်သိန်းတော့တချင်းဆိုမယ်နောက်မှကျွန်တော်တူဆိုင်းစီရလေးခန့်စောဆိုမယ်အစိုးရလေးလည်းအများကြီးပါတယ်ကြိုက်လို့သွားတော့ ကြိုက်ပြီ မင်းတို့သွား မင်းစစ်စင်အောင်ဘာမှမလုပ်တော့ မလုပ်နဲ့သွားလဲ ရှင် တချင်းကောင်းတယ်လေကပါတယ် ပညာမရှိရင်သူဤဝန်တန်း တို့ညီတွေတို့ညီမတွေခိတ္တလေးနောက်တော့မှတ်သွားပါနော်ပညာမရှိရင်သူဤဝန်တန်းပရမပိုက်မောင်လေးညီမလေးများရေညီလေး မဲ နောက်မှလည်းအေးပေါ့ဒါကျွန်တော်မှားတာပါကျွန်တော်မှားတာပါပရိသတ်ဝန်ခံပါလေကျွန်တော်မှားတာပါနောက်ကကိုဝမ်းမိုးတို့ကိုပေါ်လေးတို့ကိုအိပ်ပန်တို့၃ယောက်ကိုမထိန်နိုင်ပဲကျွန်တော်ဖြစ်သွားတာကျွန်တော်ပြောတာကမိုင်လိုကြီးဦးစားပေးမှာလို့ပြောပြီးသူ့မှာကောင်းကောင်းမလုပ်အောင်သူတစ်ခုလုပ်နိုင်လဲဝမ်းမိုးရနောက်ကဖြတ်ချတစ်ခုလုပ်နိုင်ဖြတ်ချကဲအခုညီလေးမင်းတယောက်တည်းဖြစ်သွားပြီ ဟုတ်ကဲ့ တိုင်းမဲ့နေဦးတချင်းတဝက်တပြက်ကြီးဖြစ်သွားပြီ ဟောအဲ့ရ အဲ့ဒါလေးခဏနေဦးပြီးရကြမင်းလေးရောက်မယ်နော် ဟုတ်ပြီ ဟုတ်ပြီနော်ပြီးတော့မင်းလည်းနော်ဒါမင်းတို့ပိုင်တယ် ဟုတ်ပြီ နောက်မှစီစဉ်နေအများကြီးကြံနေသေးတော့လုံးလုံးဆိုမင်းတယောက်တည်းစိတ်ကဲလို့တော့ခဏလေးနော် ဟုတ် လဲလဲ ရှင် မြန်မာပြည်လူမျိုး တာသမီးအောင်လို့ပညာကိုဝေနုအရှိရနေပြီးတော့အဲ့လိုကြီးကြတော့သူ့ပဲစိုက်ကြည့်တော့မှာပေါ့အရှိရနေအဲ့လိုကြီးနေတော့သူ့ပဲကြည့်တော့မှာပေါ့လို့ဒီကတစ်ချက်ဆိုပြဘယ်လိုအာရုံရောက်တော့မှာလို့ ညီလေးမင်းအဲ့ဘိုက်ကြီးနဲ့မဲပုံစံလေးကကလေးမသူ့ရှိရအောင်ပြက်တယ်တဲ့ထိုင်လိုက်ကွာမင်းဟုတ်သားပဲဒါပြီး မတ်တက်ကြည့် ဒါပြီးမင်းလည်းလို့ကွာထိုင်လိုက်ပါ ဥမာတင်ကပြမလေးအပြုဟိုသူ့ကြည့်ပြီးရင်းနေကြတာဒီကဆိုပြတာအာရုံမစိုက်ကြတော့ဘူးရှင်းရနေရှုံနေတာ အဲ့ဒါလည်းညီလေးဒီလိုတော့မင်းအဟိုရှိရခင်လိုက်ရတယ်ကွက်တီဖြစ်နေတယ်ကွာနော်ဟိုတော့ဟိုရှင်းတာကလေးနဲ့တော့အောက်ဆင်းလေဒီ တာလည်းမတန်းနေနဲ့ပါချင်လို့ တပည့်ရတဲ့တိတာဗီဒီယိုဆရာကတယောက်တည်းရိုက်ခိုင်းပေးမယ်ရှင်းလာလေးတော့တော့ဟိုပြိတ္တမမြင်ကြတော့မလှလို့ကွာနော်ဥပမာတင်ကပြမလေးအပြည့်ဟိုတယ်ဘာဝပြီ မဟုတ်ဘူးသူ့ကြည့်ပြီးရင်းနေကြတာလို့စိုးမရဘူး နည်းနည်းလေးတော့စူလိုက်ပါဇုတ်ကိုသူ့ကြီးခိုင်းနေတယ်ဟိုမင်းရလည်းမင်းမကလေးမဆိုချင်တဲ့ကိုပြောက်နေတယ်ဟိုကလေးတွေကမကြီးနေတယ်ကွာ ဒီကလေးမှာသားကိုကြောက်နေတယ်နဲ့ဟိုဘက်တူ တဲ့တယ်ဟိုဘက်နေတူလဲအပြူတဘာဝပဲဗါတဲ့ ခိမဆန်နေဒီမညနေလေမရဘူးကြည့်အောင်ဝိုင်းကြည့်ပြီးရင်းနေကြတာစိုးရအောင် ဆုပ်ပြီလားညီလေး ဟောသူကထိုင်နေသူကတောင်းဝင်တော့နာငိုကျင်းလာ ခိုင်းလို့ပြောတာမင်းကိုကောက်တာမဟုတ်ဘူး ဟောဒီနေ့တော့ငနေလားဟောဟုတ်ကဲ့ပါဗျာ ပြန်မနောက်နေနဲ့ဆုပ်လိုက်ပါဦးကွာဟိုပရိသတ်ရှိအာနာလို့ကနော်ကဲဆောင်းရတဲ့ပရိသတ်ကြီးလေးအာနာပါတယ် တော့ဘာဖြစ်တို့ပြန်ဓမီလည်းပါ အာဟေးဘယ်ဒီလျှောက်ခေါ်နေတာတော့ဟာ ဒီလေဓမီချတာတော့ကိုလည်းမိမိတရားပေးတယ် ကဲနောက်နေနဲ့ဆုပ်လိုက်မလေးရပြီလားရရင်ပြောတော့တချင်းလေးတွားရအောင်လို့ မရဘူး အာဖွာ တွားလိုက်ပါမရသေးဘူးတဲ့ဟိုဘက်နေနဲ့တိုးလိုက်ပါ ဟိုင်းရ
ရရင်ပြောမယ် အခုတော့လည်းတခေါင်းနဲ့အရေးရှိတယ်ဗျာ 快点快点了， ဒီကတုံးလုံးကြီးကြီးပဲကလေးတွေရရလား 你压力五， ဟောရဟိုဘက်ကကလာသားရတာကိုလာခဲ့တယ်ဒီဘက်ကအမောင်ကြီးဆိုတော့တာတရေကြောက်လာတယ် မင်းကတရေကြောက်တာလားတရေကမင်းကြောက်မှာလားကွာကဲသွားပြီးလိုက်ပါဒီမှာတချင်းကပြီးတော့မှာကွာပြီးတော့မင်းအလဲပါတော့ငါပြောနေရတဲ့ ရပြီလား 你压力五，高， ရပြီလား 你压力五了， မရလဲမကတော့ဘူးကနေမန္တပြေထွက်လို့ကိုမရသေးဘူးတဲ့မကတော့ပြန်ပြီဟဲ့မရှိတော့ ဟိုဘက်ကြောင်ရင်လည်းကြောက်ချင်းနဲ့ပြုတ်ကြဖို့ရှိလို့တယ်ထားလိုက်တော့ပေါ်မလေး 行， မောင်ငယ်ညမငယ်ကြီးဗါတဲ့ 面的让我当面家的里， ဉာဏ်ရှိမှလူရဖို့မဲ့ဉာဏ်မရှိအတွေးတိမ်ပညာမတက်ရင်အစသက်ရနေကြတယ်ဒုတိယအပိုက်ကတည်းကဒီလိုနားတယ်ဟာ 我会告诉你，帮你忙给宝宝你，你的呀，我也是在为你，别忘了有表情里，多表情里，如白如小小，让你娘嘞。面对个可惜个巴黎，地面下情，偏我比那怎么讲个巴黎伤心，忙你忙你，面来两里就别打你。 ကဲအပီးတက်လိုက်အောင်နောက်ကကောင်းမလေးတွေအစင်းသိမြင်တိုင်းနောက်မှာအစီအစဉ်တွေပါသေးတယ်အဲ့တော့ဒုကြီးတွေဒုညမတွေအတွက်မင်္ဂလာတရားကိုအလေးထားလိမ့်ဖို့ကျွန်တော်စီကဘူကလေးစိန်များခံရေးသားပေးခဲ့တာပါခင်ဗျာပညာမရှိရင်သူကြီးဝန်တန်းနောက်ဆုံးအပိုက်ကလေးဆိုင်းလို့ဒီကိုချုပ်တယ်ဒီလေ လူငယ်တွေအတွက်ဟောမကြိုက်ဘူးတဲ့ပြောင်းနေအောင်တချင်းကြိုက်တယ်ဗျစားရအောင်မြတ်တော်ဝိုင်းဝိုင်းလေးနဲ့ချီရတဲ့သူကိုရေးဆွေချက်တိုင်းထားတဲ့လာလေးကရဲ့လာပါပြီအေးမြရဲ့တော့လာလို့ဘူးတဲ့တော့လေဒီလိုပါပဲခွေဝိုင်းလေးနဲ့ချီရတဲ့သူကိုရေးဆွေချက်တိုင်းထားတဲ့လာလေးကရဲ့လာပါပြီအေးမြရဲ့တော့လာလို့ဘူးတဲ့တော့လေဒီလိုပါပဲခွေချစ်တဲ့ခါဝေးသူ့မူလေး တူအောင်မျက်နှာထားနဲ့လာလေးမြပြီးပြောက်ပြက်ပြေနှဆိုင်လာတဲ့လာပိုင်ရှင်လူကတွေ့ရင်မျက်နှာမပြနဲ့အလားလေးယူသွားလိမ့်မယ်တကူအောင်စနေပြောပြောချစ်တဲ့သောဘာမနာလိုဝဲတူတယ်ပကြီးရှုံးတဲ့ပြုံးမျိုးလေးသူမရှိရဲ့တရာနောလေးပြုံးမျိုးလေးသူ့တို့ပြချွေလုံလီသွားနေရမြင်မြင်လူကြီးလောက်တဲ့ဒီဝိုင်းကလေးနဲ့ဝိုင်းလေးနဲ့ချီရတဲ့သူကိုရဲ့ဆွေချက်တိုင်းထားတဲ့လာလေးကရဲ့လာပါပြီအေးမြရဲ့တော့လာလို့ကိုကျင်တော်လေးဒီလိုပါ
ကိုယေစုရဲ့ရှစ်တိုင်းတဲ့လာရီကရေလာပါပြီအိမ်မြရင်တော့လာလို့ကိုရင်တော့လေနေလိုပါပဲခွေကပရိသတ်စုံတော်လေးတချင်းလေးဆက်မသွားခင်အဓိကမှတ်သားစရာလေးပြောချင်တော့ကျွန်တော်တို့ခင်မှာပေါ်လာတာအချစ်တချင်းလေးကြီးပဲကိုင်းအဲ့ဒီအချစ်တချင်းနဲ့ပတ်သက်ပြီးတော့ဗျာအချစ်နဲ့ပတ်သက်တဲ့အချစ်နဲ့ပတ်သက်တဲ့ညှို့ဖွဲ့ကြတော့ကျွန်တော်တို့ခင်ဘလောက်ချစ်ပါတယ်ပြောဟိုးအရင်ရာဇဝင်တွေကိုမှတ်မိတာတော့ကျင်းသေးတယ်လက်တွေ့သိတော့လက်တွေ့ပြမယ်နော်မှတ်သားစရာကောင်းအောင်အချစ်နဲ့ပတ်သက်ပြီးတော့ရာဇဝင်မှာစံတင်လောက်တာဟောဒီလိုလာတယ်ကျွန်တော်တက်တည်ပြပါရစေကျောင်းစကားပင်တော့ဖယံပြေတောင်းရမမောင်းနေငါကေလေရင်ရှလို့ဝဲပြန်လာတွေ့ညံစာစေကဘာမရွေးသေးဘယ်နည်းမလဲအမြဲသက်ပိုင်မြန်သဘောကျဒါတော့သဘောကျသွားပြီနေ့တိုင်းကအမေတို့မတို့လိုင်းပေါ်လေးအားပေးနေကြတာသိမှာပေါ့ကျွန်တော်လှုပ်ချင်တိုင်းမလှုပ်အောင်အမေသူတို့ကနောက်ကနေဟိုလိုထွက်လာဒီလိုထွက်လာဟိုလိုတွေကဒီလိုတွေကအမေဒီနေ့တော့တိန်းတော်ကအချစ်နဲ့ပတ်သက်လို့အားလုံးပြောပြလိုက်တော့မထွက်လာတာရာသဝဲမှာစံနေလောက်တယ်စန္နကေလီဆိုတော့ဟောဒီမှာအချစ်နဲ့ပတ်သက်ပြီးတော့ရာသဝဲတွန်းလာဒါကြောင့်ကျွန်တော်ပြောချင်လို့ပြောနေတာမဟုတ်ဘူးရဲ့ရှေ့ကနှကောင်ညောင်းပြီးတော့တေအောင်လို့ပြောနေတာမင်းထိတ်ကဖြုတ်ပြီးတော့ပြုတ်သွားတာပေါ့ဒီညောင်းလို့ထားတာအဲ့ဒီတော့ရာဇဝင်မှာစာတင်လောက်တဲ့စန္ဒကိန်းကြီးဆိုတော့ဟောဒီမှာတက်တည်ထွက်လာပြီဒါလက်တွေပဲအဲ့တော့သဘောကျတယ်ဗျာရှေ့ကစန္ဒကိန်းကြီးစန္ဒကိန်းကြီးဟာကဲစရီမောင်နဲ့ကျွန်တော်ကိုဒါလေးတစ်ခေါက်တော့ပြန်ကပေးသားပြကျွန်တော်ကိုရီးယားတောင်းဆိုတယ်နောက်တစ်ခေါက်ပြန်ကပေးသားမှာသဘောကျတယ်9ရက်9လီတိုက်ထားတဲ့အကဟိုက်ဟာမကြီးမကြနိုင်လို့ဟိုက်ဟာမကြီးမကြနိုင်လို့တို့ချစ်တယ်လို့ဟိုက်ဟာမကြီးလို့မပြောပါဘူးလေ9ရက်တိုက်တာအကလေးကြည့်ကျင်လေလားကျွန်တော်ကလည်းဟောတီလို့လေတေးသေးချာချာပြန်တီးပြီရှားတွေကမားကြမားပါစေအကြမမားစေနဲ့အကြမားရင်ရှက်စရာကြီးရှိရင်သက်အကြောင်းဆက်ခါပင်တောင်းဖယံပြေတောင်းရမမောင်းနေငါကေရလေချင်းရှလို့ဝဲပြန်
ဘယ်လိုပဲဖြစ်ဖြစ်အကြတော့ကွက်တီပဲအဲ့ဒီတော့ရှေ့ကနေအဟုတ်အမှန်ထွက်လာပြီဆိုတော့မောင်တသက်ပံလာပြီအတီကမှာနော်အတီမောင်တသက်ပံရှင်းမဝပြန်လာပါတဲ့ဟောရီယာစမ်းတော့အထီလာမလားဟုတ်သူအထီလာမလားတော့မတဲ့ကိန်းနေရအထီလာကိန်းနေရအထီလာအဲ့ဒါမကွဲလို့ အဲ့ဒါကြောင့်ပြောတာ ကိုငန်းကြီးကြမှာအမှတ်ရလို့ မြည့်စီပေအထီးမမမသိဘူးဆိုတာတော့ခတ်နေပြီထွက်လာပြီးတော့အခုမှ तू ကဘာတော့ ဟိုကိန်းနေရအထီလာကိန်းနေရအထီလာအဲ့ဒါမကွဲလို့မခေါ်ပြမှာကြောက်လို့ ဟုတ်ပါပြီဗျာကဲဟောတာကကိန်းနေမလေးလို့ခေါ်တယ် ကိန်းနေရအမ ခမရကကိန်းနေရကအဖို့ ကျုပ်ကအဖိုးမောင်တသက်ပံရှင်းမဝပြန်လာပါတဲ့ဟောရီယာစန္ဒကိန်းနေရ ဆန္ဒကိန်းနေ ဟောစန္ဒကိန်းနေ မကြိုက်သေးဘူးအစအနေပြန်လို့ဇက်တော့အပြတ်မခံနိုင်ဘူးပြန်ခေါ်အမေတို့မတို့တို့ဦးကြီးများလဲ တိကျပြောမှကိုလွဲရော ရှင်းလူကြီးများလဲကြိုက်နဲ့တိုက်ရမယ်လူငယ်တွေလဲဘုသူတရရမယ်ကဲပြန်လို့မယ် ဒါကြီးကြလို့တဲ့ကလေးကလည်းလို့ရှိအပမငါအဆက်ခွဲရမှာလို့ဒါကြီးကျိုးလေးနဲ့တိကျချီခဲ့မှာပေါ့ ရှေ့တာဟဲ့ ကဲကိန်းနေရမို့ ညာ မြမဇက်တပင်အတိုင်းမှတ်လောက်သားလောက်ဆိုမယ်နော် ဟုတ်ပြီ အတန်ကိုမညာနဲ့နော် ပြန်တော့မယ်မောင်တသက်ပံချစ်မဝပြန်လာပါတဲ့ဟောရီယာစန္ဒကိန်းနေနာဝလုံးများပြုတ်ကြလိုက်သလားလို့ဘာသာကြီးတော့ဘာသာကြီးတော့ ဘာတန်ကြီးတို့လုံးမနေနဲ့အဲခမရကိန်းနေမအထူးတာပဲ ဒီအမိုက်ထူလာလား ရဟိတ်ထူရတယ် ညင်သာမိုက်လားလို့ ညီတာဘောလို့ တိတ်ချထူးတော့မှာ ဟုတ် ညင်ညင်သာသာလေးမောင်တသက်ပံချစ်မဝပြန်လာပါတဲ့ဟောရီယာစန္ဒကိန်းနေဗျ အဲ့ဒီကမောင်တော်သူချမလာသေးဘူးလို့ မဆိုင်နာမလို့နဲ့ဆိုင်နာလို့ မောင်တော် ဘာလို့ပြော မောင်တော်နမတော်မေးစရာရှိတယ်မောင်တော်ရေ မမေးမလေးကြပါမေးမလေးကြ မေးမယ်ဗျာ နေ့စဉ်ညမေးမယ်ပြာလားနေနေရမေးမယ်ပြာလား မ ဘာမှခொနည်းတိုက်တာတော့မတော်မနဲ့ နမတော်မေးမယ်မောင်တော် ရမေး ကိန်းနီကချောင်းချားရုံနဲ့နှစ်ပေါင်း900လွှမ်းကြတယ်ဆိုတာဘာလို့လဲရေ မတော်မအိမ်ကတိုက်ထားတာအိမ်မရောက်သေးဘူးကြောနေခဲ့ပြီပြန်ပြောအစား စိတ်မစိုးပါနဲ့မောင်တော်ရေ စိတ်ကဆိုးတာပေါ့နင်ခொနည်းတိုက်ထားတော့နင်ဒါတော့ပြောပြ ဒါဆိုရင်မောင်တော် အားလို့ ကိန်းနီရတယ်ဘယ်မှာကျင်းလဲကျက်စားတာလဲမောင်တော် လာပြီကိန်းကြီးကိန်းကြီးဘယ်မှာကျင်လဲတလဲ ဟုတ်တယ်မောင်တော် အခုတို့တက်ရအောင်မှတ်မသိဘူးဗျာလားငါတော့ မှတ်ထားကြည့်ဦးတဲ့ဒါဆိုရင်မောင်တော် အားလို့ ကိန်းနီတွေကတက်တန်းဘယ်လောက်ရှိလဲမောင်တော် တတ်တမ်းမလို့ရှိသေး ဟုတ်တယ်မောင်တော် မသိဘူးအားလည်းမသိဘူးဗျာမသိဘူးဗျာကဲ ဒါဆိုရင်မောင်တော်ကိန်းနီတွေချောင်းချောင်းရုံနဲ့လွှမ်းတယ်ဆိုတာဟုတ်လားမောင်တော် မဟုတ်ဘူးလေ မသိဘူး စိတ်တူမယ်ဆိုရင်လည်းစိတ်တူလောက်เสียပဲကိုယ့်အကိုကเสียရှိတာအသာကတာမဟုတ်နဲ့ဘာတွေသွားမေးနေတာတော့ မေးပါစေဓမ္မသူလည်းဘဟုတုတ္တရမှာပေါ့ ဘာမှ မင်းကဘာဖြေလို့ဘူးသူကရမှာ ကိန်းကြီးအောင်ဇတ်တော်နော်ဒါတမန်ငါရှန်ငါဇတ်မဟုတ်ကိန်းကြီးဇတ်တော်ဒါတို့အဲ့ဇတ်ကြောင်းမှတည်းသစ္စာအဋ္ဌံမှန်ကန်တဲ့တကူဒါကငါ့ကိုခေါ်ချင်ခေါ်မှာပေါ့မင်းမွေးကြတယ်တော့ရောက်ခေါ်တာငါလည်းတက်တယ် ဟိုလုံးကြောင်ကလေးနဲ့ရန်ချစ်နေတယ်ဗျ ငါမောင်တော်များသွားယူမခေါ်ပါနဲ့တဲ့ ငါသွားမခေါ်မင်းလည်းသွားမကျိုးနဲ့ နင်တို့နေအောင်စလုံးနဲ့သွားမကျိုးနဲ့ဟဲ့မရှိတာတော့လေထွက်မှာဆိုတော့ပိတ်ရ ငါစားတော့ဘယ်ရောက်ကြလို့မသိကိန်းကြီးဆိုတဲ့ဇတ်တော်ကြီးကိုငါတူမလေးတို့မှတ်ကြနော်ကိန်းကြီးကသစ္စာနှစ်ပါးထားတာကိုတက်တည်ပြအောင်နော်ကိန်းကြီးအောင်ကြောင်းချယုံနဲ့သူတို့လွှမ်းရင်သူတို့
တယောက်နဲ့တယောက်ချီမပြီးနေဝီတရားသူတို့တင်များတည်ကိုကြီးနေစားတဲ့ကြောင့်ကွေး ထိုးကြအောင် ဒီမှာလေအဲ့ချောင်းကြီးနဲ့ထိုးချိုင်တာအဲ့ဇက်ပေါက်တယ်အဲ့ချောင်းကြီးနဲ့ထိုးချိုင်တာမှလို့ပြောတယ်ကိနီမောင်တို့ကျုံးကြယုံနဲ့သူတို့လွမ်းရင်တို့လိုတယောက်နဲ့တယောက်ချီမပြီးနေဝီနေရသူတို့တင်များတည် ဒီပါဦး ကိုကြီးနေစားတဲ့ကြောင့်ကွေး ဘာလို့အဲ့လောက်တချင်းနေစိုးနေတာတော့ မင်းကိနီအကြောင်းကိုမင်းနည်းနည်းလေးမှမင်းမလေးလာမိဘူးလား ဘာဖြစ်လို့ တက်တော်တွေဘာတွေမကြည့်မိဘူးလား ဟာ YouTube တွေဘာတွေမကြည့်မိဘူးလား ဘာဖြစ်လို့တော့ ဒီ တက်သွားတာလူတိုက်မှာရပါ Facebook တွေဘာတွေမတော့ဘူးလား ဘာဖြစ်လို့တော့ ကိုကခောက်ကြည့်ရအောင် အဲ ကိနီဆိုတဲ့မျိုးနွယ်စုကတီဆိုကခုံမြူတူပြောပါတတ်တဲ့အမျိုး ဩ ဒါကြောင့်တီကျူးနေတာ ဟုတ်ပြီ မျိုးနွယ်စုအတိုင်းတီကျူးနေတာ ဟုတ်ပြီဟုတ်ပြီ ကိနီကျိုးချယုံနဲ့သူတို့လွမ်းသူတို့တယောက်နဲ့တယောက်ချီမပြီးနေဝီနေကြ မောင်တော် ပါတော့ မောင်တော်မင်းရရှိတယ်မောင်တော်ရဲ့ ဒုက္ခကြီးကိုခဏကိုမီးတကယ်လို့ကိုမီးလို့ပြောမလား နောက်လည်းစုပ်ပါမောင်တော်ရဲ့သွားချင်းချိန်မှာသူတို့ ရှိလို့နဲ့တော့တော့မေးပါမီးမလေးမြန်မီးဇတ်တော်ရှိခီးဆက်ရအောင်မေး ဒါဆိုမောင်တော် ပါမီးမလေး ကိန်းနေဟာချောင်းချားယုံနဲ့နှစ်ပေါင်း900လွမ်းကြတယ်ဆိုတာဘာလို့လဲရင် ချစ်တာကို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 ချစ်တာဘူး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  ဒါဆိုရင်မောင်တော်နှမတော်ကမောင်တော်ကိုမချစ်တော့ဘူးဆိုရင်ရော ဆောင်းမေဘာမေးတာလဲရှင်းဖို့မရှိဘူး နှမတော်ကမောင်တော်ကိုမချစ်တော့ဘူးဆိုရင်မောင်တော်ဘယ်လိုနေမလဲရင် မင်းမချစ်တဲ့လောကမှာဘဝဒိတ်တယ်လေနောက်တဲ့ကောင်ဆုံးရှုံးရဘာမှမရှိပါငါတရားတဲ့ဒါမ ဆန္ဒကိန်းခက်ပြီးနေတာ ဒါဆိုရင်မောင်တော် အဲ့ နှမတော်ကမောင်တော်ကိုမောင်တော်မဟုတ်တဲ့မောင်တော်မဟုတ်ပဲ ဟာမင်းကိုတော့တဲ့ကိုဝေးရှုံလာပဲ နှမတော်က တော်ကိုနားထောင်ကြတဲ့စကားကိုလိမ့်တက်လေအောင် နှမတော်ကမောင်တော်မဟုတ်ပဲတခြားကိန်းကိုဖိုးကိုလက်ထပ်လိုက်မယ်ဆိုရင်မောင်တော်ဘယ်လိုနေမလဲရင် လုံးဒီလီဆောင်းမင်းဆိုတဲ့ချစ်အခုတော့မင်္ဂလာပွဲမှာနေအရင်ရွှာနေလိုက်တာခဏတာကငါဟုတ်ခဲ့ပါ ကဲကိန်းရဖို့ ငါပြန်လာပြီလေတူရီလက်ထက်ကြောင်းမေလေ ဩကဲအဲ့ဒီတော့တတ်တည်ပြတဲ့တခုကြံပါသေးတယ် အဲ့တော့ရှိသွားကိန်းနီမကိုချစ်လွန်းလို့ ဟုတ်ပြီ တားချစ်တာချစ်တဲ့နေရာမှာကိန်းနီချောင်းချရုံနဲ့လွမ်းတယ်ဆိုတဲ့ဇတ်တော် ဟုတ်ပြီ အဲ့တော့ကိန်းနီယာဘူကြီးကဒီဟာမကြီးမျိုးဖို့စိုးဖို့အတွက်ကိုအစာရှာသွားပြီးတော့အစာခွန်းနဲ့ဟန်လေးကြ ဂျီ ည့် ပီတက်ဂျီပီတက်အဲ့ဒါလေးသွားကြတာနော်အဲ့ဒါလေးကဲတတ်တည်ပြမယ်ဒုညီတွေဒုညီမတွေဆန္ဒကိန်းမြမဆိုင်ဇက်တပေတိုင်တက်ခေါ်လာ ဒီမျိုးဖို့စိုးဖို့အတွက်ငါအစာရှာလာပြီးဒီကိုအစာခွန်းနဲ့ဟန်လေးဒါလို့ဘိုးရှိရင်ဇက်အကြောင်းစကားပဲတောင်းဖရပြေတောင်းရမမောင်နာကေရနေရင်ရှလုံးဝဲမြန်မာဝဲမြန်စာစေကဘာမရွေးနေဟေးဘယ်နဲ့နေလဲရဲ့အမြဲတမ်းမြတ် အောက်ကလည်းအစာပြောနေတာဟုတ်လောက်ကြတယ်
ဟုတ်အကတော့သဘောပေါက်ပြီအကကိုသဘောကျပြီဒါပေမဲ့တခုပဲအဓိကကျမ်းလာပြီတို့ကြီးတွေတို့ကျမတွေဇက်တော်ထဲမှာအမေကြီးတွေပြောပြမှုတယ်နော်တချင်းထဲမှာလည်းပါတယ်ဗါတဲ့ကိန်းနေရကားတဲ့ချောင်းချရုံနဲ့သူ့စိတ်ထဲမှာရက်ပေါင်း900ဆွေးရတယ်တဲ့ ချောင်းလေးချပြီးတညလေးဝေးတာကိုရပ်ပေါင်း900ဆွေး အဲ့ဒါဘာလဲလို့သိလားစောနာပြောတယ်လို့ပဲကိန်းနေရဘုံကကိန်းနေမာလီစားဖို့တောက်ဖို့အတွက်အစာရှာရင်းနဲ့ဟောလမ်းမှာမုံတိုင်းနေကြချောင်းနေကြတော့ပြန်မလာနိုင်ဘူး ပြန်လာလို့မရလို့ အဲ့ဒီတညတာလေးကိုပဲရက်ပေါင်း900တောင်ဆွေးရတယ်တဲ့အချက်ကအဲ့လောက်ပြင်းတာ ဟုတ်တယ် အဲ့ဒါလေးကိုတက်တည်ပြမယ်ဆိုင်းချစ်တဲ့ပုံကိုများဆိုင်းနာထောင်ရင်ဒီသမိုင်းလေးတော့ကြံအောင်လို့ကဲကိန်းနေမာလေးရှင်းဟိုဘက်နေနဲ့ထပ်တိုးလိုက်ကဲကိန်းနေရဘုံဟိုဘက်နေနဲ့ထပ်တိုးပါ ဟယ်လို အဓိကပြိတ္တမျက်လုံးနဲ့မြင်သိခြင်းတို့ပါဟောတာကြီးကိုသိတော်ဆိုင်ကကြားထဲမှာဒါချောင်းကြီးတရံထားလို့ အဲ့ရချောင်းကြီး ကိန်းနေရဘုံအစာရှာတော့မှကိန်းနေမာလေးဇက်တော်တွေအတိုင်းလွှမ်းပြသားမှာဗျာ ကိန်းနေရဘူကြီးနင်မျိုးဖို့စို့ဖို့အစာရှာသွားတော့မိုးရွာနေလို့ပြန်မလာနိုင်လို့ ဩ ငါဟိုဘက်မှာတောင်းတင်းနေတာနင်ကငါမရှိလို့လွမ်းရမှာ ကျမမျိုးဖို့ဆိုဖို့တဲ့ညစာကြတော့သူရောက်လာတယ် ကဲလို့ဇက်တော်တွေအတိုင်းတို့ ချောင်းချပါပြီချောင်းချပါလွမ်း ဟောမောင်တော်ရဲ့မောင်တော်ကမောင်တော်လေးနှမတော်ရဲ့ချစ်လိုက်ရတာဦးရီသိန်းကြီးတွေကချစ်လိုက်ရတာမောင်တော်ရဲ့မောင်တော်ရဟိုဘက်ကမ်းမှာ ကဲမမရမပြီးပြင်းဘူးက6ကကြီး အဲ့ဒါကိုပြောမလို့အမေတို့မှလည်းမြန်မာဆိုင်ကတိတ်အရေးကြီးတယ်ဆိုတာဒါပြောတာကိန်းဒီမာလေးဘလောက်ပဲလွှမ်းလဲနောက်ကကျွန်တော်ဆိုင်ကမြန်မာမှုနဲ့မပန့်ပိုးရင်ဘလို့မပြိတ္တမျက်လုံးထဲမှာရုံလုံးပေါ်မလာဘူး ရက်တာမပြောင်း ရက်တာမြောက်အောင်နောက်ကဆိုင်ကမြန်မာဇက်တပင်လေးရတိုင်းကျွန်တော်ပန့်ပိုးပေးမယ်စွန့်နာအတိုင်းပဲပြန်ပြောနော်သိချာလွမ်းမြန်မာဆိုင်ကဇက်တော်ပြီးပြီးဟောဒီလိုပန့်ပိုး ခီးတန်းနဲ့ပန့်ဖို့မှတကယ်လွမ်းရုပ်ပေါ်လာနားမ မောင်တော်ကချောင်းရဲ့ဟိုဘက်ကမ်းမှာဆိုတော့နှမတော်မှာချစ်လိုက်ရတာမောင်တော်ရဲ့ဒါပေမဲ့မောင်တော်ကဟိုဘက်မှာစာရီပါရီရှားနေတော့နှမတော်ကလေလေးရနေမယ် ဟုတ်ပြီ ဖြစ်သွားတော့ ဟော ဘယ်နဲ့လင်ငယ်နေရမှာတော့ မုံနဲ့ကြနေတာခဏနေပြန်လာမှလေနောက်ရနေ ပြန် လာ လာ ပါ မ လီ လီ လာမယ် ပြန်လာမလီ လေးရနေမယ် တညလေးပါကွာခဏလေးပါငါတန်းပြန်လာမှာပါ မောင်လိုက်လားမောင်မလားမောင်နေရလူမပြတ်လေးက ကျင်းနေရဖို့ကျန်တော့နောက်ကပတ်ပြီးရတာဟုတ်တယ်လင်းငယ်နေမယ်တဲ့ လင်ငယ်နေလို့မရဘူးလို့ လေးကနေမယ် နေလို့မရဘူးလို့ နေပါလေတယောက်တည်းသူတော့အငယ်တော့လေးကနေမယ် အလင်းငယ်နေချင်တာ ဟုတ်တယ် ရတယ်ဆုံးမပြီကိန်းနေရဘုံမရှိတော့လင်းငယ်နေချင်တဲ့ကိန်းနေယူမအောင်သစ္စာမြစ်တာကိုဥထိတ်ထားပြီကိန်းနေရဘုံဘယ်လိုဆုံးမမယ်ထင် ဘယ်လိုဆုံးမ သူစိတ်ဝင်စားသွား1 2 3 4 လေဟိုစီးနေတာ သမင်းသားနဲ့ပြင်ကြရှင်တကားတို့ပြင်တောင်းကြနေမမပေါ်သမင်းသားနဲ့ပြင်ကြရှင်တကားတို့ပြင်တောင်းကြနေမမပေါ်သူနာလက်သမင်းဦးမသိနေကောင်းနာလက်အပြင်းရောမသိနေတေဝနာသမင်းဦးတေးရင်မိဟတ်ကြီးလုံးရဲ့တတ်ပြီးတေဝနာအပြင်းရောကေရင်လိစက်တွေမောင်းမိုက်တဲ့လူကြီးဝဲလဲဝဲရှာမလောနေအတူကြီးမိုးလဲမိတ်ကညာမယောနေအလူကြီးဝဲရှာလောကကတုနာဘီအတူကြီးမိုးမိတ်ကညာယောကအရှာတုနာဘီသမင်းနာနဲ့ပြီးတော့ရှင်ကစားတော့ရှင်တောင်းတော့နေမမဘူးသမင်းနာနဲ့ပြီးတော့ရှင်ကစားတော့ရှင်တောင်းတော့နေမမပေါ် လူနာလေအောင်ဆိုလူနာလေအောင်ဆိုဘူရူဝါဒဆိုမနေနဲ့လူနာလေအောင်ဆိုလူနာလေအောင်ဆိုလူနာလေအောင်ဆိုအိပေဒူရမစုံနဲ့ဒူရချအောင်ဆိုလူနာလေအောင်ဆိုလူနာလေအောင်ဆိုဘူရူဝါဒဆိုမနေနဲ့လူနာလေအောင်ဆိုလူနာလေအောင်ဆိုလူ
နေတာ လင်ငယ်နေမဲ့သူမြင်တော့နေချင်းလာပြီလင်ငယ်နေပဲ လင်ငယ်လူလို့မြောင်ငါဆိုတဲ့စာသားနဲ့နားမလဲဘူး ဘယ် လား ဥစ္စာတော့ပြောပြအောင်ရှင်းပြ တဲဟိုနာလဲထမင်းအိုးမတင်နဲ့တဲ့ခဲဟိုနာလဲအပြင်းညောမဖြေနဲ့တဲ့ ဒိဗေယ တဲဟိုနာထမင်းအိုးတဲရင်မီးဟပ်၍လောင်မြိုက်တတ်တယ် ဟုတ် ခဲဟိုနာအပြင်းညောဖြေရင်နီးဆက်၍ လင်ငယ်နေမဲ့ နီးဆက်၍မောင်မိုက်တတ်တယ် ဟုတ်တယ် စောနာထောင်ငါစာနေဆုံးမစကားတွေပြောနေတာနော်နောက်ပြီးတော့အလိုကြီး၍လဲငွေရှာမလောနဲ့အကိုကြီးမို့လဲမိကညာမရောနဲ့ ဒိဗေယ အလိုကြီး၍ငွေရှာလောကအခက်ကြုံတတ်တယ်အကိုကြီးမို့မိကညာယောကအရှက်ကြုံတတ်တယ် ဟုတ်ကဲ့ အဲ့ဒါပြောနေတာ လင်ငယ်နေမဲ့ ခမရကိန်းဒီမှာတော့ဟုတ်တော့ဘူးပြဇက်တော်ပြက်လိမ့်မယ်နော်ဇက်တော်ပြက်လိမ့်မယ်နော်ကိန်းဒီရဘူး ကိန်းကတော့စိတ်ပြတ်နေပြီမကြီးမကြီးကြီးခေါ်လိုက်ချင်းကိုဖင်ကိုဆောင်သေးလိုက်ချင်း နမတော့တဲ့နိုင်မရှိ ဒီလိုဆုံးမနာကိုနားမလဲဘူးလား အင်းရော ဆုံးမနီးတွေပေါ်တယ်ဆုံးမနီးတွေပေါ်တယ်ထပ်ဆုံးမ 1 2 3 4မော်ဒီလေအစိမ်းစားနေအချိန်မတော်ကြီးချိန်မတော်နေဒီမော်ဒီအစိမ်းစားချင်းမရေခါတတ်သည်အချိန်မတော်ကြီးချိန်သွားရင်ငယ်မတတ်သည်ခံရင်မော်ရဲ့လည်းမြတ်ဖို့မလို့လေသမီးချောရဲ့လည်းသမဖို့မလို့လေခံရင်မော်ရဲ့မြတ်ပုံလူကမြတ်မွေရခဲ့သည် The midnight is just she got out of him, not your mama boy. The midnight is just she got out of him, not your mama boy. လူနာလေအောင်ဆိုလူနာလေအောင်ဆိုလူတို့ဝါဒဆိုမနေနဲ့လူနာလေအောင်ဆိုလူနာလေအောင်ဆိုလူနာလေအောင်ဆိုဒီပေအိပတုံးဆိုနဲ့လူတွေကြောက်ဆိုလူနာလေအောင်ဆိုလူနာလေအောင်ဆိုလူတို့ဝါဒဆိုမနေနဲ့လူနာလေအောင်ဆိုလူနာလေအောင်ဆိုလူနာလေအောင်ဆိုဒီပေအိပတုံးဆိုနဲ့လူတွေကြောက်ဆို ဘာချင်းညာလို့လူ လင်ငယ်နေမဲ့ အပတူမကိုထိမနိုင်တော့ ကိန်းဒီရဘူး ဒါမှငါများနဲ့ဆောက်ထုတ်ပြပါလား ဟမ် နှုတ်ရှက်တာမဟုတ်ဘူး အနောက်စတာဘောတော့ဘာကိန်းကိန်းညာမြူးပြောပါတော့ဘာ ကိန်းဒီရဖះလောင်ဇက်တော်ထဲမှာလည်းဒီတိုင်းပဲလာတာ ဘလို့တော့ ကိန်းဒီရတော်ထဲမှာမြူးတူပြောပါကခုံနေတဲ့အချိန်မှာ အာ ပြင်မတဲ့မင်းကတော်ကစားထွက်လာရဲတဲ့အဲ့ဒီကိန်းဒီရကိုတွေးလိုက်တော့ပြင်မတဲ့မင်းစိတ်ထဲမှာလူချင်းတက်မစီတွေဖြစ်လာတော့နောက်ဆုံးဘာလုပ်တယ်မှတ်တယ်ကိန်းဒီရဘိုးကိုပြားနဲ့ပြစ်ခိုးပြီးတော့ကိန်းဒီမကိုအပိုင်သိမ်းပါဇက်တော်တွေက ရမလာ ပြင်မတဲ့ကဇက်တော်တွေကလည်းအပိုင်သိမ်း လင်ငယ်နေရတော့မယ်ဟဲ့ ပြည့်တောင်မပြည့်ရတယ်ဘူးအောင်မ ဒါမှငါများနဲ့မကြည့်ပါများနဲ့ဆောက်ထုတ်ပြပါလားမကြည့်ဘူး ဇတ်တော်ကြောင့်ပြောနေတာအဲ့တော့ကိန်းနဲ့ပြမရနဲ့ညာရောလား ကိန်းဒီနဲ့ကိန်းဒီရကမညာနိုင်ဘူးရဲ့ ဘာလို့မညာဟော ဘာလို့မညာပါဘူးသူတို့ကတစ္ဆာရှိတဲ့ဇုံတွဲတွေလေ အဲ့ရော နောက်ဆုံးပိတ်မြားမှန်တော့တစ္ဆာဆိုတော့တာကိန်းဒီမာတွေကတစ္ဆာဆိုလိုက်တဲ့လူတွေကြောင့်မိုးကတမာတွေကနှက်ပြန်တော့တရားတွေဝါတွေဆင်းလာပြီးတော့ရေစင်ဖြဲလိုက်တော့ဟောကိန်းဒီရဘူးလေးပြန်ကောင်းပြီနောက်ဆုံးပိတ်ပြန်ပေါင်းဖတ်ရတယ်အဲ့ဒါအချစ်စင် သစ္စာတကူ ဟုတ်တယ် တော့နားလဲလားငါဒိုင်းနားလဲမဟုတ်ပါဘူးငါတို့ဘာလုပ်တာလို့ပဲကြည့်ပါဘူးငါကလေးတွေမျက်လုံးနဲ့မြင်တော့ပါဇက်နဲ့မပြောနဲ့ ဘာလဲလဲ လက်တွေပြငါတို့ညောင်မြူးနေတော့ပြမတက်က ပြန်က ဟောညနေပြဟောညနေပြငါသေးအဲ့ဒါကိနီမသစ္စာဆိုအချမ်းမင်းလာပြောကဲ ကဲအဲ့ဒါဇက်တော်တွေအတိုင်းဆိုရင်ကဲဇက်တော်တွေအတိုင်းမြူးတူးပြောပါနေတဲ့ဟန်လေး ဟုတ်ပြီ ပြစ်ချလိုက်တော့မော်ဒီကိန်းရ မပြစ်မလို့လုံးလိုက်ကြမယ်လို့လေဒီနေ့မှ၅ပါးသီလယူရဆိုတော့
မနေ့ကမှပြစ်တော့မကွာ ပြစ်ပါကလေးတွေဇက်ကြောအကုန်ပြောပြီးသား ဇက်တော်တွေကတိုင်ပြည့်ရ ပြစ် ပြစ်ကိုပြစ်မှာဆိုတော့လေဟာပြစ်လို့အဖိုးပြရကောင်အမပြရကောင်စဉ်းစားနေ ငါပြစ်ငါကိုပြစ်လိုက်တယ်မရဘူး မပြစ်နိုင်ဘူးကွာငါကြောက်တက်တိုင်ညောင်းနေပြီတမီးလို့ထား ဇက်တော်တွေကတိုင်ကလို့ပြမရမီပြည့်ချင်ရတာပြည့်ပြန် ပြစ်စရာပြစ်တော့တယ်အလုံးစုံပါတယ်ကွာများနဲ့ပြစ်မရဘူးတော့ဟိုက်အောက်ကကလေးတနန်နဲ့ပြစ်ချလိုက်မယ်ကွာဒိုင်းသိပ်သွားရ ရက်စလိုက်တဲ့ပြမရမီကျမလေးကိုတနတ်နဲ့ပြစ်လိုက်တာကျမလေးမှာသွေးတွေအများကြီးနဲ့နှမတော့မကြည့်ဘူး ဒီမိုက်ပါဘာဖြစ်လဲ ရက်စလိုက်တဲ့ပြမရမီရဲ့ကျမရဲ့မောင်တော်ကိုတနတ်နဲ့ပြစ်လိုက်တာရင်ဘက်မှာသွေးတွေနဲ့လင်ကနေပဲ ဘာတင်ကနေမှာတော့ ဘာဖြစ်လို့လဲ လင်းငယ်နေချင်းကုန်နေမရတော့ဘူး ဘာဖြစ်လို့လဲ ငါပြစ်တာကိန်းကြီးကိုပြစ်တာမဟုတ်ဘူးနင်းကိုပြစ်တာ ကိန်းကြီးဖိုးပြတာ အဖိုးပြစ်တာမဟုတ်ဘူးအမပြစ်တာနင်းပြစ်တာနင်းစုံနေကပြစ်တာ ငါတရားမှလားမတရားဘူးလားပြော ဟာမတရားဘူးကိန်းကြီးအဖိုးမတရားဘူး မငါဖီခံနေရမှာပတ်တယ် ဇက်တော်တွေကအဖိုးပြစ်တာကိုအခုကခမရဘယ်နဲ့အမပြစ်တာတော့ အမလင်းငယ်နေတာစောင့်မြင်ကလို့အမကိုပြစ်တတ်တာကွာ ကျမစာမရှိတဲ့လူကိုပြစ်တာကဲပြစ် တစ္ဆာမရှိတဲ့ကောင်မကြီး ဒါဆိုလဲနှမတော့သေတော့မယ်မောင်တော့ ဟေး နင်းငါတစ္ဆာဆုံးတယ် သေကန်လေးစကားတစ်ခုမှပြောပြရစီ ပါတော့ လင်ကနေ လင်းကနေတဲ့ ဒီကဘသူတစ္ဆာဆုံးရတယ်မို့လား ရတယ် နင်းဒီကောင်မကြီးပြစ်တာမလား ဟုတ်တယ် အဲ့တော့ကျုပ်တစ္ဆာဆိုတော့ မှန်တာပြောမှာနော် မောင်တော့အဖေမှာတစ္ဆာရှိချစ်ပါလေဆိုတဲ့ကိုရီကင်းကြီးလေးဟဲ့ ဟိုမျက်နှာအပေါ်မှာလေဘယ်တော့ကြည့်ပြီးကိန်းကြီးလို့ခေါ်တယ်မျက်နှာတွေလွဲနေတယ် သူမျက်နှာမကြည့်ဘဲနဲ့အခုမှမို့လိုက်ရှာ ကင်းကြီးလေးဟဲ့ဒါသူတေတော့ကြောက်ပါလို့ တစ္ဆာဆိုရမယ်ဓမ္မတမာတွေဝနှမျက်နှာကောင်းတွေကဲတို့ကြီးတွေတို့ညီမတွေမာနာပြောရင်တစ္ဆာတယ်တစ္ဆာတကယ်တည်ရင်စုတဲ့အကြောင်းပြနော် တစ္ဆာစု ဘယ်လိုဆိုရအောင်တစ္ဆာ မဆိုတတ်ရင်လည်းကိစ္စမရှိဘူးခမရမာနာပြော မှန်တာပြောရင် ရှေ့တုန်းကလည်းမာနာပြောရင်တစ္ဆာမာနာတော့ပြော မှန်လားတညာလုံးဘလောက်ကလူရှင်တော်တွေစုချရမယ်မထင်ပါဘူးအဲ့လိုပြောလဲရတယ် မာနာပြောရင်ရတယ် ရတယ်လေအဲ့ဒါအမှန်ဆုံးစကားပဲလူ မှန်တာပြောနေ မှန်တယ်ပြောတာ ဒီကမှန်တာတော့မရှိဘူးမှန်လား ဘောကမလွန်နဲ့လာခဲ့ကြပြီး မှန်လားကျွန်ုပ်ဒီဤကိန်းကြီးမလေးအားဇတ်တော်အရာကအင်မတန်မှချစ်ရပါတယ်ဗျာ အပြင်မှာချစ်ရမှာချစ်ရမှာလေ တကယ်မချစ်ဘူးလေကမှန်တာပြောနေလေကမင်းရ ဩအဲ့ဒါမှန်တာပြောတာလား ဇတ်တော်အရာကချစ်ရခြင်းဖြစ်ပါတယ်မှန်လားကျွန်ုပ်ဒီဤကိန်းကြီးမလေးအားဆိုင်ပွဲနိုင်ရင်လည်းအိမ်ပေါ်မှာခေါ်တင်ပြီးတော့ကျွေးမွေးထားရပါတယ် ဟုတ်တယ်လူမြင်တော့ဘောကလူကြီးရေ ကျုပ်တောင်မှအမဲကြောက်ကလေး3ပေါင်းတန်အမဲကြောက်ကလေးနဲ့စားရပါတယ်အေဟာမကြီးကိုကျုပ်6ပေါင်းတန်စိတ်သားကြောက်တွေကျုပ်ဝဲကျွေးနေရပါတယ်ဘာမှနည်းနည်းလေးတော့ဇီးဖို့မထောက်ဘူး အဲ့ဒါလည်းမှန်တာပြောပါပဲလား ငါဒီကောင်မကြီးမကြီးနေရကြဒီမန်ငန်သောတစ္ဆာစကားကြောင့်အဲ့လိုဆိုရတယ်မလား ဩရပါတယ်မှန်တာ ဒီ ပြော မန်ငန်သောတစ္ဆာစကားကြောင့်ကျွန်တော်ဤဇတ်တော်အရာချစ်ရပါတော့ဤကိန်းကြီးမလေးအသက်ပြန်လဲရှင်တန်အောင်ကိုကြီးမိုင်းမှာစောင့်ရှောက်ပေးသနာတော်မူကြပါအိုးတရားထေဝါအပေါင်းတို့လာလေတရားလာတော့လေ အဲ့လိုသွားမလုံးနဲ့လေ တရားလာတော့ငါလေတိုက်တဲပြီးနေပြီ မဆိုင်ဘူးလေအဲ့ဒါလည်းအဓိကနာတာပဲ ဟာတော့ ဇက်တော်တစ်ခုလုံးမှာအဓိကကပြိဿလူရှင်တော်ရည်စရာမကြည့်နဲ့ဇက်ကောင်းတော်ကြီးမကြည့်နဲ့ပတ်မှုမှုလေအဓိကလိုသေးတယ်ဒါကိုပြောချင်တာအဲ့ဒီတရားလာလို့ရအောင်မြမဆိုင်ကဒီလိုပတ်မှုပေးရ လူပန်ဖို့တရားလာတာ တရားဘိုင်းလာကြည့်နေရလားမသိဘူး
ကျွတ်တို့လေမယာကူညီဖို့နေနေတာသူ့ပြန်ကူညီရမယ်အပေါင်းဖြစ်နေပြီအဲ့ဘလို့ဖြစ်တာ ကျွဲကက်ခံ တရားလေကျွတ်ခတ်တာပဲလားနောက်တော့နှစ်ချက်လောက်ပြည့်လဲခင်ဗျဒါလေးတွေပါပြောင်းသွားလိမ့်မယ်အိုးကျွန်တော်ဤသစ္စာဒိဋ္ဌံဖြစ်သစ္စာနှစ်ပါးမှန်ကန်သောအားဖြင့်ဒီအမကြီးအသက်ပြန်လဲရှင်းတော့တရားရည်စင်လေးနဲ့ဝေပြူလေးနဲ့ပတ်ဖြန်းပေးပါဗျာ အလိုဘန်ဒုကဗလာမြတ်ကြောက်ဖြာကြီးတင်းမာလာတာဒါကြောင့်ကိုဂိနေယာမလေးတနတ်တန်နဲ့သွေးတန်တရေရင် မကြည့်ရဘူးမကြည့်ရဘူးဂျာဒီကနကောင်းကျမ်းမှာကငါကပေါလိုက်တော့ခွနက တရားမယ်ကိုယ့်အကူကိုနေကြောတာဖြစ်မနေနဲ့ စောင့်မြင်ကောက်ဘလို့လဲမြန်တရားရည်စင်နဲ့ဖြန်းပြမြန်ရှင်ဒီကောင်မကြီးဒီနာမရှိပြီးတာ တရားမင်းရဲ့ဘေးရမြေကိုတော်ရွှေစရာကောင်းနေပြီဒီပုံစံနဲ့ပဲလုပ်ကြတယ်ကဲကိုယ့်အကူသစ္စာဒိဋ္ဌံပြုတ်လိုက်ပြီးသားခင်ဗျားတို့ကတမာတွေကနတ်မြတ်နှကောင်တရားတွေဘောကတရားရည်စင်နဲ့ဖြန်းကားပေးရတယ် ပြောရုံနဲ့ကလေးတွေမမတ်မိတော့လို့တရုပ်ဆောင်ပါအောင်လို့ကလေးတွေသိအောင်လို့ ကျွန်တော်ရည်တင်နဲ့ဖြန်းကပေးလိုက်မယ်ဗာရွှေခီးလားငွေခီးလား ဝေခယူ ဟုတ်လား တရားပြန်မေးနေတယ်လုပ်ကြတယ် ဦးတိုင်းနာကိုဘာကိုင်းလို့ကိုင်းမှန်းကိုမသိဘူးနဲ့ ကျွဲခတ်တော့သူကကြောင်းနေတော့ဘာခဲမှမသိ အဲ့တော့ကိန်းကြီးကိန်းကြီးရဲ့သစ္စာမြစ်တာကိုတရားတွေဝါတွေကမနေသာလို့လားကူညီရတာဒါအမ ကျွန်တော်ရည်တင်နဲ့ဖြန်းမှတော်ကကြပဲလိမ့်မည် ဝေခရောပါပါ ပါတယ်ပူပူလားမပူအောင်ဆုံးဒီလုံးကျွန်တော်ရည်တင်နဲ့ဖြန်းကပေးလိုက်မည်အေးဒီတည်း ရှာနေတယ်။ညာမင်းမလေးဒီညတိဒီကရာဆွေညလေးချက်စီကနေနေရကလေးရောက်တိုင်းနေနေတယ်။နောက်ပိုင်းတင်ရတယ်ဘူးဆွေပြခဲ့တယ်။ဝိရှာလို့မလို့ရတယ်။ဝိရှာ